ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့မတူမရှိအလယ်အလတ်ဖြစ်တဲ့သုတ်တံသုတ်ပေါင်း152သုတ်ကိုမစ္စည်းမနိကာယမစ္စည်းမနိကေလို့ဆိုပြီးတော့ကျမ်းစာဖွဲ့စည်းပြီးသိသိ ထားခဲ့တဲ့နိကေ9ရက်လို့ဆိုတဲ့ထဲမှာမစ္စည်းမနိကာယမစ္စည်းမဆိုတာမတူမရှိအလယ်အလတ်ရှိတဲ့သုတ်တွေဒီကိုင်းနိကာယဆိုတာကြတော့အလွန်ရှည်လျားတဲ့သုတ်တွေကိုစုဆောင်းထားတာ34သုတ်ရှိတယ်မစ္စည်းမနိကာယကြမတူမရှိအလယ်အလတ်ရှိတဲ့သုတ်တန်တွေကိုစုဆောင်းထားတာ152သုတ်ဒီလိုဘုရားမြတ်စွာကိုရောတိုင်ရှင်တို့တော်ကထုတ်ဖော်ဟောကြားခဲ့တဲ့တရားဓမ္မတွေဘုရားလက်ထက်တော်ကစပြီးတော့ရှင်အနန္ဒာတို့ဉာဏ်အရှင်မြတ်ကြီးတွေနှုတ်သက်ဆောင်ပြီးတော့အစဉ်စဉ်သင်ကြားပို့ချခဲ့တာဒီကနေ့ထိအောင်ဒီသုတ်တန်တွေကမပြောင်းမပြည့်မြန်မာပြည်ထိအောင်ရောက်ရှိလာခဲ့။သံဃာနာ6တန်တင်ပြီးတော့အတိမတ်ပြုခဲ့တဲ့သုတ်တန်တွေသံဃာနာ6တန်ထဲမှာပထမအကျိန်ဒုတိယအကျိန်တတိယအကျိန်3ကြိမ်တိုင်တဲ့သံဃာနာတင်ခဲ့တာအိန္ဒိယနိုင်ငံမှာကြီးပဲ4ကြိမ်မြောက်စတုထသံဃာနာကြတော့တီဟိုကျွန်းမှာဒီကနေ့သီရိလင်္ကာနိုင်ငံလို့ခေါ်တဲ့တီဟိုကျွန်းမှာသံဃာနာတင်တယ်အဲ့ဒီသံဃာနာရဲ့ထူးခြားချက်ကတော့နှစ်ပေါင်း200ကျော်နှစ်ပေါင်း450ကျော်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တရားတော်တွေနှုတ်တဲ့ဆောင်းလာရာကနေစပြီးတော့အဲ့ဒီနှုတ်တဲ့ဆောင်းတဲ့ခေတ် oral tradition လို့ခေါ်တယ်နှုတ်တဲ့ဆောင်းတဲ့ခေတ်ကြီးဒီခေတ်နဲ့ဘုရားတရားတော်တွေကိုနှုတ်တဲ့ဆောင်းပြီးတော့ထိမ့်သိမ်းထားမယ်ဆိုရင်တစ်သုတ်ပြောက်နှစ်သုတ်ပြောက်နဲ့နောက်ဆုံးမှာလူသားတွေရဲ့မှတ်ဉာဏ်အားနည်းလာလို့သုတ်တန်တွေပျောက်သွားတဲ့အခါမှာတစားတစားနဲ့သာသနာကွယ်ပတ်သွားနိုင်တယ်ဆိုတာကြောင့်နှုတ်တဲ့ဆောင်းတဲ့ခေတ်နှုတ်တဲ့ဆောင်းတဲ့ခေတ်ကနေပြီးတော့ခေတ်တစ်ခုပေါ်ထွန်းတဲ့အနေနဲ့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတွေကိုပေပရပိုက်ပေါ်မှာစတင်ပြီးတော့စလုံးအဖြစ်ရေးသားတဲ့ခေတ်စတင်ခဲ့တဲ့သံဃာနာဟာစတုထသံဃာသာသနာနှစ်ပေါင်း450အဲ့ဒါလို့စတုထသံဃာနာတင်တဲ့အခါမှာတော့စာအုပ်ဖြစ်ပေအုပ်ဖြစ်ပေပရပိုက်ပေါ်မှာစတင်ပြီးတော့ရေးချစ်ပြီးမှတ်တမ်းတင်လာခဲ့မြန်မာနိုင်ငံရောက်တော့နှစ်ပေါင်းသာသနာ2400ပြည့်အထိတ်အမှတ်နေနဲ့မန္တလေးမြို့တီမင်းတို့မင်းကြီးကပေပရပိုက်ပေါ်တွေမှာဆိုရင်စိတ်ချရဘူးဆွေးလွယ်တယ်စုံလွယ်တယ်ပို့ပြီးတော့ခိုင်မြဲတဲ့ကြောက်ပြားကြီးတွေပေါ်မှာဘုရားရဲ့တရားတော်တွေကိုရေးမှတ်ပြီးတော့ထိမ့်သိမ့်ထားရင်ပိုကောင်းမှာပဲလို့ဒီလိုရည်ရွယ်ချက်နဲ့စချင်းတောင်မှာရှိတဲ့marble stone ခေါ်တဲ့ကျောက်ဖြူကြီးတွေပေါ်မှာရေးသားပြီးတော့ပင်စမသံဃာနာဆိုပြီးသံဃာနာတင်ခဲ့တာပေါ့ထိမ့်သိမ့်ဆောက်ရှောက်လာခဲ့တာမှန်ဒီစာတွေထိမ့်သိမ့်ဆောက်ရှောက်သံဃာနာဆိုတဲ့သဘောကအတန်ချင်းတိုက်ဆိုင်ညှိနှိုင်းပြီးတော့ရွတ်ဆိုကြည့်အတန်ထွက်တူကစလုံးချင်းတူကအဲ့ဒီမတူကွဲပြားမှုတွေဖြစ်ပေါ်လာလို့ရှိရင်လွဲမှားတဲ့အဓိပ္ပာယ်တွေကိုဖော်ပြသွားတယ်စာမှုတွေကွဲပြားတယ်ဆိုတာဒီကနေ့ခေတ်မှာလည်းပဲအများကြီးမကွဲတောင်တစ်လုံးတစ်လေသို့မဟုတ်ဝါကျတစ်ခုလောက်ကွဲပြားတာတွေရှိတယ်ဘာရှင်းလို့ခေါ်တဲ့စာမှုတွေမတူတာအဲ့ဒါလို့မတူတဲ့စာမှုတွေကိုတညီတည်းဖြစ်အောင်ညှိနှိုင်းပြီးတဲ့အခါမှာပင်စမသံဃာနာတင်ခဲ့တယ်နော်
နောက်သာသနာနှစ်2500ရောက်တဲ့အခါကျတော့မြန်မာနိုင်ငံအစိုးရသာသနာ2500အထိမ်းအမှတ်နေအိန္ဒိယနိုင်ငံတို့ဒီဟိုနိုင်ငံတို့မှာဗုဒ္ဓဇယန္တိဆိုပြီးတော့ပွဲကြီးကျင်းပမြန်မာနိုင်ငံမှာတော့စာပေကိုအဓိကထားပြီးဗုဒ္ဓရဲ့တရားတော်တွေမပြောင်းမပြတ်ရအောင်မူကောင်းမူသတ်နေမူမှန်တွေကိုတန့်စင်ပြီးတော့တကမ္ဘာလုံးပါဝင်တဲ့သံဃာနာပွဲကြီးတစ်ခုကျင်းပဆဋ္ဌသံဃာအားလုံးသိကြတဲ့အတိုင်းရန်ကုန်မြို့ကမ္ဘာအေးကုန်းမြေမှာဆဋ္ဌသံဃာနာလို့ဆိုပြီးတော့ဆဋ္ဌပိဋကဆရာတော်တွေပင့်ပြီးတော့မူကောင်းမူသတ်ရရှိအောင်မင်းတို့မင်းကြီးရဲ့ကြောက်စာမူနဲ့လည်းတိုက်ဆိုင်တယ်တခြားမူတွေနဲ့လည်းတိုက်ဆိုင်တယ်အဲဒီတိုက်ဆိုင်တဲ့မူထဲမှာ Romanize လို့ခေါ်တဲ့ Roman အခရာနဲ့ပြောင်းထားတဲ့အင်္ဂလိပ်မူနဲ့လည်းတိုက်ဆိုင်တိရိလင်္ကာနိုင်ငံမှာအသုံးပြုတဲ့ဆင်ဟာလိစ်မူနဲ့လည်းတိုက်ဆိုင်ထိုင်းနိုင်ငံမှာအသုံးပြုတဲ့ရှာမဆိုတာဆီယမ်နောက်ပိုင်းမှာထိုင်းလို့နာမည်ပြောင်းသွားတယ်ပထမတော့ကဆီယမ်မီလို့ခေါ်အဲ့ဒီယူရီးယားမူနဲ့လည်းတိုက်ဆိုင်တယ်ကမ္ဘောဒီးယားမူနဲ့လည်းတိုက်ဆိုင်တယ်လာအိုမူနဲ့လည်းတိုက်ဆိုင်တယ်မြန်မာနိုင်ငံမှာလည်းပဲမတူကွဲပြားနေတဲ့စာမူတွေကိုအကုန်တိုက်ဆိုင်ပြီးတော့မပြောက်မပြဲရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့တမူကိုအတည်ပြုလိုက်ရင်ကျန်တဲ့မူတွေဟာပျောက်သွားနိုင်တယ်အဲ့ဒါမပြောက်ပြဲအောင်လို့မူချပြီးတော့ဒီနှစ်သက်တဲ့မူကိုစာမူရင်းထဲမှာထည့်ပြီးတော့နှိုင်းရှင်ကြည့်ဖို့ရကြတော့ဖုနှုတ်ဆိုပြီးတော့အောက်ခြေမှတ်ချက်အနေနဲ့စာမူတွေထည့်နာနာပါဌဆိုပြီးတော့မတူကွဲပြားတဲ့စာမူတွေရှိတယ်ပေါ့မတူကွဲပြားတဲ့ဖတ်တာအတန်တွဲမတူဘူးစလုံးပေါင်းမတူဘူးအဓိပ္ပာယ်ကွဲပြားတာတွေပါလာအဲ့ဒါတွေကိုအကုန်လုံးတိုက်ဆိုင်ပြီးတော့မူကောင်းမူသန်းကိုထပ်တင်ပြီးတော့နိုင်ရှင်ပြီးတော့ကြည့်ဖို့ရအတွက်အောက်ခြေမှတ်ချက်မှာစာမူတွေမတူတဲ့စာမူတွေရှိရင်ခဏန်းထိုးပြီးတော့ဖော်ပြခဲ့ရမယံခါရှိတဲ့လက်ရှိမူတွေကအားရစရာမကောင်းဘူး grammar လို့ခေါ်တဲ့ပါဠိတရားရှုထောင့်ကကြည့်ရင်လည်းမှန်ကန်မှုမရှိဘူးအဓိပ္ပာယ်ယုတ်တိရှုထောင့်ကကြည့်တဲ့အခါလဲမှန်ကန်မှုမရှိဘူးဖြစ်တဲ့နာဘာဖြစ်တဲ့နယ်ဆိုတဲ့စာဉာဏ်ပညာရှိတဲ့ဆရာတော်ကြီးတွေကနေပြီးတော့တက္ကိတပါဠဒီလိုထင်တယ်လို့ဆိုတဲ့မိမိတို့ရဲ့ထင်မြင်ချက်ကိုဖော်ပြတဲ့စာမူတွေလေအောက်ခြေမှတ်ချက်အနေနဲ့ထည့်သွင်းထားဒါအလွန်ကောင်းတဲ့အစီအစဉ်လို့ပြောစာမူတစ်ခုကိုရွေးပြီးကျန်တာတွေကိုဖျောက်ပြလိုက်မယ်ဆိုရင်စဉ်းစားစရာမရှိတော့ဘူးအဲ့တော့နှိုင်းရှင်ပြီးတော့စဉ်းစားလို့ရအောင်သတ္တသံဃာယနာမှာတင်တဲ့အခါမှာအမျှော်အမြင်ကြီးမားစွာနဲ့အခုလိုလုပ်ခဲ့တာအမတ္တမခြေဆုတင်စရာကောင်းအဲ့ဒီထဲကြတော့မှစာပေလေ့လာတဲ့ပုဂ္ဂိုလ်တွေကအင်္ဂလိပ်မူကပိုကောင်းသလားတီဟိုမူကပိုကောင်းသလားထိုင်းမူကပိုကောင်းသလားကမ္ဘောဒီးယားမူကပိုကောင်းသလားမြန်မာပြည်မှာရှိတဲ့မူတွေကရောဘယ်မူကပိုကောင်းတယ်လဲဆိုတာကိုယ့်အကိုနှိုင်းရှင်ပြီးတော့ဆုံးဖြတ်လို့ရတယ်အဲ့ဒါကြောင့်မို့လို့သတ္တတန်ခါနာတင်လိုက်တဲ့အခါကျတော့ဒီစာမူတွေဟာတန့်လာပြီးနောက်ဆုံးမှာစာပေလေးလာတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းအမှန်တမ်းလွယ်ကူမှုရှိလာဒီသတ္တတန်ခါနာတင်ခြင်းဖြင့်ဘုရားမြတ်စွာရဲ့ပိဋကတ်တော်တွေဟာတန့်စင်ပြီးတော့ပို့ပြီးတော့ပြန်ပွားလာမြန်မာနိုင်ငံမှာသာပိဋကတ်၃ပုံဟာအပြည့်အစုံထက္ကရာတီကာထိအောင်အကုန်ရှိတော့တချို့နိုင်ငံတွေမှာအကုန်မရှိတော့ရှိတောင်မှပဲတချို့နိုင်ငံတွေမှာမတင်တဲ့စာအုပ်တွေကများပါဠိတော်မြန်မာနိုင်ငံမှာသတ္တမူကအုပ်ရည်40အားလုံးပိဋကတ်၃ပုံကိုလှူကြတဲ့တရားဓမ္မတွေအုပ်ရည်40ဆိုတာလှူကြအဲ့ဒီအုပ်ရည်40ရှိတဲ့ပါဠိတော်တွေကိုဖွင့်ဆိုတာကြတော့အထက်ကထာ52အုပ်ရှိအဲ့ဒီအထက်ကထာကိုမှတ်ထပ်ဖွင့်တာကြတော့တီဃာဆိုပြီးတော့26အုပ်ရှိ
နောက်ပါဠိတော်စာအုပ်တွေကိုမြန်မာလိုပြန်တဲ့ပါဠိတော်မြန်မာပြန်ဆိုတဲ့ program တစ်ခုလည်းပါ project တစ်ခုလည်းပါအဲ့ဒါလို့စီစဉ်ပြီးတော့ဘုရားတရားတော်တွေတိုးတက်အောင်ဆောင်ရွက်ခဲ့တာနော်ဒီကနေ့မြန်မာလူမျိုးတွေမြန်မာဘာသာနဲ့လည်းဖတ်ရှုကြည့်မယ်ဆိုလို့ရှိရင်ပါဠိတော်မြန်မာပြန်နေဖတ်လို့ရသွားအဲ့တော့ပါဠိတော်မြန်မာပြန်နေဖတ်ရှုရတော့လည်းပဲခေတ်ကာလကအမြဲတမ်းကွာတယ်။ဒါကြတဲ့နှစ်ပေါင်း2500ကဟောထားခဲ့တဲ့တရားတွေစကားလုံးတွေနဲ့ဒီကနေ့ခေတ်မှာသုံးတဲ့စကားလုံးတွေကွာခြားမှုရှိနေသည့်အတွက်ကြောင့်မူရင်းမပြည့်ဘာသာပြန်တဲ့အခါမှာနားလည်ဖို့ရခက်ခဲလေးတွေရှိလာတယ်။ရှိလာသည့်အတွက်ကြောင့်ပိဋကသုံးပုံဟာမြန်မာလူမျိုးတွေရဲ့လက်ထဲမှာနှစ်ပေါင်း1000လောက်ခရေကရောက်ရှိနေတာဖြစ်နေကြစားဒီနေ့ထိမြန်မာလူမျိုးတွေဟာမူရင်းပိဋကနဲ့အလှမ်းဝေးနေသေးတယ်ဆိုတာလေ့လာကြည့်မယ်ဆိုသိလို့ရတယ်။ဘာဖြစ်လို့တော့ဆိုပိဋကစာပေတွေကဘုန်းကြီးစာတွေတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ပိဋကစာနာကိုချင်းကပ်တဲ့ပုဂ္ဂိုလ်အမှန်တမ်းနည်းတော့ဖတ်ရှုလေ့လာတဲ့ပုဂ္ဂိုလ်လည်းအမှန်တမ်းနည်း2009ခုနှစ်ကဘုန်းကြီးတို့ကိုရီးယားရောက်သွားတောင်ကိုရီးယားနိုင်ငံအဘိဓမ္မာသင်္นานပင့်နာနဲ့အဲ့ဒီကိုသွားပြီးတော့အဘိဓမ္မာသင်္นานပို့ချ3ပတ်အဘိဓမ္မာသင်္นานပို့ချပြီးတဲ့အခါမှာဆိုးမျိုးနဲ့တညတာယထာစီရတဲ့နေရာအဲ့ဒီကိုရီးယားနယ်ဘက်ကိုတောင်ဘက်နယ်တဲ့ကိုဘုန်းကြီးတို့စီမှာ thesis လာလုပ်သွားတဲ့ဘိက္ခုနီမမြန်မာပြည်မှာ2နှစ်ခွဲလောက်နေပြီးတော့ပါဠိစာပေကိုလာရောက်သင်ယူသွားတဲ့အမျိုးသမီးဘိက္ခုနီမသူကပင့်နံနဲ့သူဒေတာကိုသွားသူတို့ဘာတွေလုပ်နေတုံးလို့ဆိုတာဟိုရောက်တော့သူတို့ project တစ်ခုပြောပြတယ်မြန်မာပြည်မှာသင်ကြားနေတဲ့အဘိဓမ္မာထသင်္ဃဟာကျမ်းမြန်မာပြည်ရောက်တော့ကဘုန်းကြီးတို့စီမှာလည်းလေးလံသွားဟိုရောက်တော့ကိုရီးယားဘာသာနဲ့ပြန်ဆိုပြီးတော့အခုကိုရီးယားဘာသာနဲ့9ကြိမ်တောင်မှအုပ်ရည်ထောင်ချီပြီးတော့ရိုက်တာ9ကြိမ်တောင်ရိုက်ပြီးသွားအဲ့တော့ကိုရီးယားလူမျိုးတွေကလည်းဘုရားတရားတော်တွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတယ်ဒါရမကဘူးအင်္ဂုတ္တရနိကေတို့မစ္စည်းမနိကေတို့ဒီကနိကေတို့ဆိုတဲ့ဒီနိကေပါဠိတော်တွေကိုလည်းကိုရီးယားဘာသာနဲ့ပြန်ဆိုနေတယ်အဲ့တော့မစ္စည်းမနိကေပြန်ဆိုချက်နဲ့ပတ်သက်ပြီးတော့အဲ့ဒီမှာငွေကြေးချမ်းသာတဲ့အဲ့ဒီ project ကြီးကိုအကူအညီပေးနေတဲ့တက္ကကြီးတယောက်တွေ့ခဲ့သူကအကူအညီပေးရုံနဲ့မကဘူးကိုရီးယားလိုဘာသာပြန်ထားတဲ့မစ္စည်းမနိကေတွေကတုတ်တန်တွေကိုဖတ်ပြီးတော့ဘုန်းကြီးနဲ့တွေ့တဲ့အခါသူမရှင်းတာလေးတွေမေးတာကိုတွေ့လို့ဩသူဖတ်ထားတယ်ဆိုတာသိကြရတယ်ပေါ့နော်ကိုယ်ဘာသာစကားနဲ့ပြောင်းလဲပြီးတော့ပြန်ဆိုထားတဲ့အခါလူတိုင်းဖတ်ရှုလေ့လာလို့ရသွားတဲ့အနေထားကိုရီးယားဘာသာစကားကိုယ်တိုင်မတတ်တော့သူပြန်ဆိုချက်ဟာဘလောက်တိကျဘလောက်မှန်ကန်တယ်ဆိုတာလည်းမသိနိုင်ဘူးစကားလုံးချောချောမွေ့မွေ့ခေတ်စကားလုံးနဲ့အများနားလည်တဲ့စကားလုံးလားဟုတ်မဟုတ်ဆိုတာလည်းကိုယ်တော့မသိဘူးပေါ့မြန်မာနိုင်ငံမှာပြန်ထားတဲ့ပါဠိတော်မြန်မာပြန်နေအတော်အသင့်ချောသွားတော့လည်းပဲစာပေဘက်ကအားနည်းနေတဲ့ပုဂ္ဂိုလ်တွေအတွက်ကျတော့လေးတွက်နေတော့မှရှိသေးတယ်မသက်လွတ်တယ်ဖတ်ရတဲ့အခါမှာလေးတွက်ဖြစ်နေဟိုပြင်းတတ်ရင်တော့တစ်ကြောင်းဖတ်ပြီးချထားလိုက်တဲ့သဘောရှိတယ်နော်အဲ့တော့ပါဠိတော်ကိုမြန်မာပြန်တဲ့အခါမှာမှားယွင်းတာတွေတိမ်းဆောင်းတာတွေချွတ်ချော်တာတွေမဖြစ်ဖို့အတွက်ဆရာတော်ကြီးတွေရဲ့ဆုံးမဩဝါဒတွေရှိတယ်ပထမဆုံးမြန်မာပြန်လုပ်ငန်းလုပ်တာဥရွှေလေးဆိုတာမော်ရမြိုင်သူ့ရဲ့မြန်မာပြန်အဲ့ဒီမြန်မာပြန်တွေကိုဆရာတော်ကြီးတွေကလွဲမှားမှဆိုလို့နေတရတဲ့က
ဆရာတော်ကြီးတွေရေးတဲ့ပါဠိတော်နေတရားတွေကပါဠိကိုဖြုတ်ပြီးတော့ပြန်တဲ့မြန်မာစကားမျိုးဖြစ်တယ်ပေါ့လေးလေးတွေ့တွေ့ကြီးတွေဖြစ်နေဖတ်တဲ့အခါမှာမချောဘာပြောချင်တာတော့ဆိုတာဓာတ်ထိမသိဘူးပေါ့နော်အဲ့ဒါကိုခုသတ္တတန်ခါနာခေတ်ကြတော့အတော်အသင့်ထပ်ပြီးတော့ချောလိုက်တော့အတော်အသင့်တော့ဖတ်လို့ရလိမ့်မယ်လို့ထင်တယ်အဲ့ဒါလို့ဘုရားရဲ့တရားတော်တွေဟာဘာသာစကားကြောင့်ခက်ခဲနေချင်းကပ်ဖို့ရခက်ခဲတွေရှိနေတော့လေဒီကနေ့ခေတ်ဘုရားရဲ့တရားတော်တွေကိုမြန်မာလူပြန်လို့မရဘူးဆိုတာတော့မရှိဘူးမြန်မာလူပြန်လို့ရမြန်မာလူမျိုးတွေအကုန်လုံးနားလည်နိုင်တဲ့အနေအထားရှိပါဠိတွေကိုမြန်မာပြန်တဲ့အခါပကံခေတ်ကဗုဒ္ဓဘာသာဝင်တွေလည်းတော်တော်ကြိုးစားခဲ့ကြတယ်ဆိုတာသိရဘယ်လောက်ထိကြိုးစားတော့ဆိုတော့တာဓုဆိုတဲ့စကားလုံးတောင်ဘာသာပြန်မှုကြိုးစားခဲ့နော်ဒီကနေ့ခေတ်မှာတော့တာဓုပဲထားကြတယ်လေတရားဟောတဲ့အခါပြီးပြီဆိုရင်တာဓုနဲ့ခေါ်တယ်ဒါပါဠိစကားပကံခေတ်ကလူတွေကတာဓုကိုဘယ်လိုပြန်တော့ဆိုကောင်းဣတိနဲ့ဒီလိုဘာသာပြန်တယ်သူတို့နောက်တစ်ခါသဗ္ဗညုတဉာဏ်ကိုဒီကနေ့ခေတ်မှာသဗ္ဗညုတဉာဏ်လို့ပဲခေါ်ကြတယ်မြန်မာလူမျိုးတွေလည်းတရားနားလည်နေပြီသဗ္ဗညုတဉာဏ်ပကံခေတ်ကလူတွေကသဗ္ဗညုတဉာဏ်ကိုပဲဘာသာပြန်ခဲ့သေးတယ်သူတို့သို့တော့သူတို့ဘာသာပြန်ကိုတိတ်ပြီးတော့နောက်ကတွင်ကျဲအောင်သုံးတာမရှိတော့သူတို့ဘယ်လိုဘာသာပြန်ခဲ့တော့လို့ဆိုရှေးအောင်သုတေသနတွေမှာဖော်ပြတယ်သိစမြင်နှံ့လို့ဘာသာပြန်တယ်သူနောက်ဆက်ဆိုင်ရာတွေအကုန်သိတယ်နှံ့အမြင်နှံ့နဲ့ပေါ့နော်အားလုံးကြဲပြန့်နှံ့ဆက်သိတယ်ဆိုတော့သဗ္ဗညုတဉာဏ်ကိုပြန်ထားပုံသိစမြင်နှံ့အဲ့လိုပြန်ခဲ့အဲ့တော့ရှင်းတော့ကလေးကဘာသာပြန်မှုကြိုးစားခဲ့တာတွေရှိခဲ့တယ်ပေါ့နော်သို့တော့လေဘယ်တရားပဲဖြစ်ဖြစ်ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်နောက်က explanation လို့ခေါ်တဲ့ရှင်းပြတာမပါလို့ရှိရင်နားလည်ဖို့ခက်တယ်နားလည်ဖို့ခက်တယ်ဒါကြောင့်မို့လို့ရှင်းလင်းဟောကြားမှုဆိုတာတွေကတော့လိုအပ်နေတယ်ဒါဘုန်းကြီးတို့ဒီကနေ့152သုတ်ရှိတဲ့မဇ္ဈိမနိကေကတိဟနာဒသုတ်ဆိုတာကိုဓမ္မလက်ဆောင်အနေနဲ့ဟောပြောမူရင်းတရားတွေကိုသိစေခြင်းလို့နည်းနည်းအခက်ခဲရှိလည်းပဲအခက်ခဲရှိတဲ့မူရင်းတရားကိုတို့နာရတယ်လို့စိတ်ထဲမှာအောင်းပြီးမြတ်စွာဘုရားလက်ထက်ကဘုရားကိုယ်တိုင်ဟောခဲ့တဲ့ဒီလိုသုတ်တံအနိစ္စဆုံးဖြစ်အောင်ဘုန်းကြီးတို့ကြိုးစားပြီးတော့ရှင်းလင်းဟောပြောမူရင်းတရားတော်တွေလူတွေရဲ့အသိဉာဏ်ထဲမှာရောက်သွားဖို့အရေးကြီးတယ်ပိဋကတ်သုံးကိုမြတ်စွာဘုရားဟောတဲ့တရားတွေမူရင်းအတိုင်းတတုတ်ပြီးတတုတ်အခုလိုလူတွေနဲ့ယဉ်နှီးသွားမူရင်းနာမည်လေးနဲ့ပေးပြီးတော့အနှစ်ချုပ်ဆိုပြီးတော့ဘုန်းကြီးတို့ဟောခဲ့တာဓာတုဝိပင်္ဂသုတ်အနှစ်ချုပ်တို့နော်အာတိသောပမသုတ်အနှစ်ချုပ်တို့ဘုဘကံကငြိမ်းချမ်းတယ်ဆိုတဲ့နာမည်နဲ့တချို့ဟာကြတော့နာမည်အသစ်ပေးပြီးတော့ဟောအဲ့တော့ဒီမှာတိယနာဒသုတ်အနှစ်ချုပ်ဆိုတာကို၃ပိုင်းပြီးတော့၃ရက်ဟောပြောပြီးတော့ပြီးတော့သုတ်တံတစ်ခုကိုလေ့လာပြီးဆိုတဲ့အခါမှာခြုံငုံသုံးသပ်လေ့လာတဲ့နည်းရှိဒီသုတ်တံရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကဘာလဲဆိုတာသိဖို့လေလိုအပ်တယ်ပေါ့နော်အနှစ်ချုပ်လို့ဆိုတဲ့ဖြင့်အကုန်လုံးရှိသမျှတလုံးမကြံပြောတာတော့မဟုတ်ဘူးအရေးကြီးတဲ့ point ကိုဒီထဲမှာပြောတာအနှစ်သာရကိုချုပ်ပြီးတော့ပြောမယ်အဲ့တော့ကျန်တာမပါဘူးဆိုတာတွေကိုအကာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးအနှစ်ချုပ်ရဲ့အဓိပ္ပာယ်ကခြုံငုံပြီးတော့ပြောတဲ့အဓိပ္ပာယ်ကိုပြောတာနော်အားလုံးကိုအနှစ်သာရကိုချုပ်ပြီးတော့ပြောလိုက်တာခြုံငုံပြီးတော့ကြည့်ရင်တစ်မျိုးမြင်ရနော်ဆိုတော့ဒီလှိုင်းသားရမျိုးကြီးကိုအပေါ်ကနေကောင်းငယ်ကနေပြီးခြုံငုံကြည့်တာနဲ့ကိုယ်တိုင်ဒီမျိုးထဲရောက်ပြီးဟိုကြည့်ဒီကြည့်တာနဲ့မတူဘူးလေအားလုံးကနေခြုံငုံပြီးတော့ကြည့်တယ်မြင်ခွင့်ကြတော့ဒီမျိုးရဲ့တိဆောက်ထားပုံကွက်ကွင်းသိရတယ်ပေါ့
အဲ့ဒါလို့တစ်ခါတစ်ခါခြုံငုံကြည့်ရတဲ့အကြည့်မျိုးကိုဒီနေရာမှာအနှစ်ချုပ်လို့ပြောတယ်အဲ့ဒီအနှစ်ချုပ်တဲ့ကနေပြီးတော့မှလိုက်နာကျင့်သုံးတဲ့ဟာတွေလိုက်နာကျင့်သုံးပြီးတော့ရှောင်ရမှာရှောင်ဆောင်ရမှာဆောင်ဒီလိုအဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့မေဇိမနိကေမှာတိဟနာဒတုတ်ဆိုတာနှစ်တုတ်ဖော်ပြထားတယ်သုလတိဟနာဒတုတ်နဲ့မဟာတိဟနာဒတုတ်ဒီကနေ့ဟောပြောမှာသုလတိဟနာဒမဟာတိဟနာဒတုတ်ကတော့တခြားနာမည်တစ်ခုပဲရှိတယ်အဲ့တော့သုလမဟာဆိုတာသုံးနှစ်ခုကွဲအောင်ထက်သုံးထားတဲ့စကားလုံးပဲမဟာတိဟနာဒတုတ်တော့လောမဟန္တနာလို့ဆိုတဲ့နာမည်တစ်မျိုးရှိသေးတော့အဲ့ဒီတုတ်ကိုမဟောပဲနဲ့ဒီတုတ်ကိုပဲတိဟနာဒတုတ်ဆိုပြီးတော့သုလဆိုတာမထည့်ပဲနဲ့တိဟနာဒတုတ်အနှစ်ချုပ်စာအုပ်မှာသွားရှာမယ်ဆိုရင်သုလတိဟနာဒတုတ်ဒီလိုမှတ်ရသုလတိဟနာဒတုတ်ကိုဟောမှာအဲ့တော့တိဟနာဒဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုတမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့တိဟဆိုတာချင်းလေးနာရဆိုတာဟဲဟောက်တာဒီနေရာမှာချင်းလေးဟောက်တာလို့ပြောလို့တာမဟုတ်ဘူးဒီစကားလုံးဖြစ်ပေါ်လာပုံကချင်းလေးများဟောက်တဲ့အခါမှာကြောက်ရွံ့မရှိဘူးသူတို့ကဘယ်သူ့ကိုမှမကြောက်တဲ့အကောင်မျိုးတွေဆိုတော့အထက်ကရာတွေမှာဖွင့်တဲ့အခါတိဟနာရကိုအဘိဒနာရမကြောက်တဲ့အတန်လို့ဒီလိုပြောတာရဲဝံ့ပြောတာကြောက်ရွံ့ပြောတာမဟုတ်ဘူးမသေးမချာပြောတာမဟုတ်ဘူးတေးသေးချာပြောတာနော်ရဲတင်းတဲ့စကားဒီလိုအဓိပ္ပာယ်မျိုးယူလို့ရတယ်ရဲတင်းတဲ့စကားမြန်မာလိုပြန်မယ်ဆိုရင်တိဟနာရဒီနေရာမှာချင်းသေးဟောက်တယ်လို့မပြန်မဲနဲ့ရဲတင်းတဲ့စကားလူတွေကမှန်ကန်တဲ့စကားတစ်ခုကိုယ်တိုင်လည်းအမှန်သိဆိုရဲပြောရဲတဆင့်စကားဆိုရင်ရဲမပြောဝံ့ဟုတ်တယ်ဟုတ်သည်ရှိမဟုတ်သည်ရှိဟုတ်တော်ရှိမဟုတ်တော်ရှိမရဲဘူးကိုယ်တိုင်သိတာကြတော့ရဲတင်းတယ်ပေါ့နော်အဲ့ဒါလို့မြတ်စွာဘုရားကဒီနာမည်နဲ့ပေးထားပြီးတော့ဒီတုတ်တန်ကိုစပြီးဟောထားတာမို့ဘုရားဟောတဲ့စကားလုံးတွေကစကားလုံးတစ်လုံးကိုယူပြီးတော့ဒီမှာတိဟနာဒတုတ်လို့နာမည်ပေးတာတုတ်တဆိုတာကတော့စီးမြဲမယ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေနိုင်တဲ့အကြောင်းအရာတွေကိုဟောပြထားတဲ့အဓိပ္ပာယ်သူစေတိပကာသေးတိတုတ်တန်လို့ဆိုတဲ့နော်သစ္စာဘဝအကျိုးတရားတွေနောင်ဘဝအကျိုးတရားတွေကိုချိုးတွေသူချိုးတွေအကျိုးတရားတွေကိုရှင်းလင်းဖော်ပြတဲ့စကားရပ်တွေကိုတုတ်တလို့ဒီလိုခေါ်တာတုတ်တရဲ့အဓိပ္ပာယ်ဒီအမျိုးမျိုးရှိတဲ့အထက်ဒီလိုအဓိပ္ပာယ်တစ်ခုမှတ်သားလို့ရတယ်ပေါ့နော်အဲ့တော့တိဟနာဒဆိုတာရဲတင်းပြောဆိုခြင်းနော်ရဲတင်းတဲ့စကားရဲဝံ့ပြောဆိုတဲ့စကားရဲဝံ့ပြောဆိုခြင်းလို့ဒီလိုအဓိပ္ပာယ်အဲ့တော့ဒီတုတ်တန်ကဘယ်သူတွေကိုဟောတော့ဆိုဘယ်နေရာမှာဘယ်ပုဂ္ဂိုလ်တွေကိုဟောတာတော့ဆိုသာဝတိမြို့စေတော်ကျောင်းမှာနေတော့ဟောတာပရိသတ်ကတော့အဓိကကတော့ဘိက္ခုပရိသတ်ပေါ့ယဟန်ပရိသတ်လို့ဆိုပါစို့သို့တော်မြတ်စွာဘုရားတရားဟောတဲ့အခါမှာယဟန်ဒီကြီးပဲတရားနာတာမဟုတ်ဘူးတို့ကြောင့်လည်းနာသာဝတိပြေကဆိုနေ့စဉ်ဘုရားတရားသွားနာနေတဲ့ပုဂ္ဂိုလ်ကြီးအများကြီးပဲအဲ့တော့အမျိုးသားပရိသတ်တွေလည်းပါတယ်အမျိုးသမီးပရိသတ်တွေလည်းပါတယ်ဘိက္ခုဆိုတဲ့ပရိသတ်တွေလည်းပါတယ်ဘိက္ခုနီဆိုတဲ့ပရိသတ်တွေလည်းပါတယ်ပရိသတ်၄ပါးလို့ဆိုလို့တယ်မြတ်စွာဘုရားရဲ့ဗုဒ္ဓဘာသာပရိသတ်ဟာ၄မျိုးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီ၄မျိုးကသာသနာပေါင်းဝင်နေတဲ့အမျိုးသားယဟန်ဘိက္ခုလို့ခေါ်တယ်အမျိုးသားယဟန်ပရိသတ်ကတစ်ခုအမျိုးသမီးဘိက္ခုနီပရိသတ်ကတစ်ခုအမျိုးသားဥပဒကပရိသတ်ကတစ်ခုအမျိုးသမီးဥပတိကာမပရိသတ်ကတစ်ခုလို့ဒီပရိသတ်၄မျိုးကိုပဲမြတ်စွာဘုရားဒါ Buddhist Society လို့ဒီလိုခေါ်လို့ရတယ်ပေါ့မြတ်စွာဘုရားရဲ့သာသနာတော်ကိုထိမ့်သိမ်းစောင့်ရှောက်ဖို့သာသနာတော်ပြန်ပွားအောင်ကြိုးစားအထောက်ဖို့ထောက်တိုင်ကြီး၄ခုတစ်ဖွဲ့ပဲနော်
ဒီပရိသတ်၄ခုကတောက်တိုင်ကြီး၄ခုနဲ့အလားတူတူတယ်ပေါ့အားလုံးဒီသာသနာတည်မှုမတည်မှုပြန့်ပွားမှုမပြန့်ပွားမှုမှာဒီ၄ခုလုံးနဲ့သက်ဆိုင်တယ်လို့ဆိုလို့နော်မြတ်စွာဘုရားဟောတဲ့တရားတွေဟာအဓိကကတော့ဘိက္ခုတွေဘိက္ခုနီတွေနဲ့သက်ဆိုင်တယ်လို့ဒီလိုပြောလို့ရပြီမဲ့လို့အလုံးဟာကုတ္တဝံကိုထမ်းပြီးတော့တညီတဲ့ထမ်းတဲ့အခါမှာဒီပရိသတ်၄ပါးအစုံအညီဘုရားရဲ့တရားတော်တွေကိုပြန့်ပွားအောင်ဆောင်ရွက်နိုင်တာဖြစ်တယ်နော်ပြန့်ပွားအောင်ဆောင်ရွက်နိုင်အဲ့တော့ပရိသတ်၄ပါးပခုံးပေါ်မှာဘုရားတရားတော်တွေရှိနေတယ်ဆိုတော့လူတိုင်းဟာဘုရားတရားတော်တွေကိုသိတဲ့နဲ့သိပြီးတော့လိုက်နာကျင့်သုံးရမှာဖြစ်တယ်တာဝတိပြည်ဇေတဝန်ကျောင်းအခုလိုပြိဿအလယ်မှာမြတ်စွာဘုရားကဘာအမိန့်ရှိလဲလို့ဆိုတော့ဘုရားမိန့်တဲ့စကားလုံးလေးကိုအရင်မှတ်မယ်ဆိုဧဝမေတ္တံဘိက္ခွေတိဟနာတံနတ္တထจิตသားယဟန်တို့အခုပြောတဲ့အတိုင်းရဲတင်းတဲ့စကားကိုပြောကြဒီတိဟနာတဆိုရဲတင်းတဲ့စကားကိုပြောဖို့ဆိုပြီးတော့တိုက်တွန်းဘာစကားကိုပြောခိုင်းတာတော့ဆိုသောတပန်တဂရကံအနာကံယဟန္တာလို့ခေါ်တာကိရိတာတွေကိုငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုတမနာလို့ခေါ်တယ်ရှေးခေတ်တုန်းကဘာသာရေးကျင့်တာတမနာဗြဟ္မဏလို့အုပ်စုနှစ်ခုရှိအိန္ဒိယနိုင်ငံဗြဟ္မဏအုပ်စုရှိတယ်တမနာအုပ်စုရှိတယ်အဲ့ဒီတမနာအုပ်စုတွေအမှတခါခွဲထွက်သွားတာအစိလကတွေရှိတယ်ပရိဘာဒကတွေရှိတယ်ဒီဗုဒ္ဓဘာသာဗုဒ္ဓရဲ့တပည့်ယဟန်တွေရှိတယ်ပေါ့အမျိုးမျိုးအဲ့ဒီမဲ့အဓိကကတော့တမနာနဲ့ဗြဟ္မဏအုပ်စုကြီးနှစ်ခုဘာသာတရားကိုလေ့လာကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ပုဂ္ဂိုလ်ဗြဟ္မဏတွေကဘာပြောတော့ဆိုတို့ကမကောင်းတာတွေကိုတွန်းလှန်ထားပြီးပြီဆိုတဲ့မကောင်းတာတွေမကောင်းတဲ့စိတ်တွေကိုတို့မမွေးဘူးဒါတွေအလုံးတွန်းလှန်နေဆိုတဲ့အဓိပ္ပာယ်နဲ့သူတို့ကိုသူတို့ဗြဟ္မဏဆိုပြီးတော့သတ်မှတ်ကြတမနာတွေကဗြဟ္မဏတွေလုပ်ငန်းမအောင်မြင်ဘူးဆိုပြီးတော့တမနာတွေကမလုပ်တော့တို့ကတော့ကိလေသာဆိုတဲ့အပူတွေဒါတွေကိုတို့ကညှိမ့်တတ်ဖို့ကြိုးစားမယ်ကိလေသာအပူမီးတွေငြိမ့်နေတယ်ဆိုငြိမ့်ချမ်းမှုကိုလိုလားတဲ့အနေနဲ့တမနာဆိုပြီးတော့ဒီလိုလားတာရုပ်မာတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေကိုတို့ညှိမ့်တတ်မယ်ဒါတွေအလုံးငြိမ့်သွားစေရမယ်ဆိုတဲ့ကြွကြော်တန်နဲ့ကျင့်ကြံကြိုးကိုအားထုတ်နေတာတွေကိုတမနာလို့ခေါ်တယ်အဲ့ဒါလို့ဗြဟ္မဏပရိသတ်နဲ့တမနာဗြဟ္မဏခိုင်းနဲ့တမနာခိုင်းဂေါရမဗုဒ္ဓတမနာခိုင်းနဲ့မှပါသွားတယ်ခိရိတာတွေငြိမ့်အောင်ကျင့်တယ်ဆိုကိုနိကိုဟန်နဲ့အကျင့်တွေကျင့်ကြအဲ့ဒီမှာတမနာနဲ့သူကလည်းတမနာငါလည်းတမနာနဲ့ဆိုပြီးတော့တမနာတွေပြောတာသိုးကောတမနာလို့ဆိုတိုင်းတကယ်ကိလေသာတွေငြိမ့်အောင်ကျင့်သလားတို့မို့မကောင်းမှုအကုသိုလ်တွေငြိမ့်အောင်ကျင့်သလားလို့ဆိုမကျင့်တဲ့အပြင်မှာကိလေသာတွေပို့ပြီးတော့ပူလောင်နေတဲ့ပုဂ္ဂိုလ်တွေကတမနာလို့နာမည်ပဲခံနေကြတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကငါဘုရားရဲ့အဆုံးအမမှာတမနာအစစ်ဆိုတာဒီအဆုံးအမမှာမတွေ့နိုင်တယ်ဆိုတာကိုရဲရဲဝံ့ပြောကြလို့ဆိုတိုက်တွန်းနှိုးဆော်ပြီးတော့ပြောတယ်တမနာတွေခေတ်စားလာတဲ့အခါသူကလည်းတမနာငါလည်းတမနာနဲ့ဒီလိုဖြစ်လာလို့မြတ်စွာဘုရားကဘယ်လိုပြောခိုင်းတယ်ဆိုတော့ယဟန်နေဣဒေဝဘိက္ခွေတမနောဣဒဒုတိယောတမနောဣဒတတိယောတမနောဣဒစတုထောတမနောသုံးညာပရပဝါဒအညေဟိတမနေဘိအညေဟိဒါဘုရားပြောခိုင်းတဲ့စကားလေးဆိုလိုတာကဟောဒီသာသနာတွင်မှာသာလဲပထမတမနာဆိုတာလည်းရှိတယ်ရှိနိုင်တယ်ဒုတိယတမနာဆိုတာလည်းရှိနိုင်တယ်တတိယအဆင့်တမနာမျိုးဆိုတာလည်းရှိနိုင်တယ်စတုထအဆင့်တမနာမျိုးဆိုတာလည်းရှိနိုင်တယ်တခြားအယူဝါဒတွေမှာတဲ့ဒီတမနာတွေကဘယ်တစ်ခုမှမပါလို့အဲ့ဒီကောင်းမွန်တဲ့တမနာတွေကနေစိတ်သုံးနေတော့ဒီတမနာတွေမရှိတဲ့
ဘာသာတွေသာဖြစ်တယ်လို့မြတ်စွာဘုရားရဲရဲဝံ့ပြောခိုင်းတာဆိုလိုတာကတော့ဘုရားမြတ်စွာရဲ့သာသနာတွင်မှသာသောတာပန်တဂရကအနာဂံယဟနာဆိုဖြစ်နိုင်တယ်လို့ဒီလိုဆိုလိုတာနော်အဲ့တော့တမနာလို့ဆိုတဲ့အတိုင်းကိလေသာတွေကိုဘလောက်ညှိနိုင်တယ်လဲရှိမြတ်စွာဘုရားကပထမတမနာဆိုတာသောတာပန်ကိုပြောတာသောတာပန်နေဟာဒိဋ္ဌိဝိသိကိစ္စဆိုတဲ့ဒီကိလေသာနှစ်ခုညှိလိုက်လုံးဝမရှိတော့တဂရကံဖြစ်သွားတော့ဒုတိယတမနာဒုတိယအဆင့်တမနာအဲ့ဒီဒုတိယအဆင့်ကျတော့ကာမရာဂဗျာပါဒတွေညော့နေသွားတက္ကဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမတ္တဆိုတဲ့တန်ရောစဉ်ကြီးခုံသွားပြီးတော့ကာမရာဂနဲ့ဗျာပါဒဟာညော့နေသွားပြီးလျှော့ချထားတတိယအဆင့်တမနာဆိုတဲ့အနာဂံဖြစ်သွားပြီဆိုရင်ဩရမဂိယတန်ရောစဉ်၅ပါးလို့ခေါ်တဲ့တက္ကာယဒိဋ္ဌိဝိသိကိစ္စသီလပတ္တပရမတ္တလို့ဆိုတဲ့ကာမရာဂဗျာပါဒဟောဒီတန်ရောစဉ်၅မျိုးကာမဘုံနဲ့ဆက်ဆက်နေတဲ့ဒီတန်ရောစဉ်၅မျိုးကိုအချင်းမဲ့ဖယ်ရှားပြီးကာမဘုံနဲ့အဆက်ပြတ်သွားဒီကိလေသာတွေကိုဖယ်ရှားနိုင်တဲ့ငြိမ့်အောင်လုပ်နိုင်တဲ့တမနာကိုတတိယအဆင့်တမနာအနာဂံလို့ခေါ်တာနော်ဉာဏ်နာဖြစ်သွားပြီဆိုရင်ဉာဏ်တဲ့ကိလေသာတွေအားလုံးရူပရာဂအရူပရာဂမာနဥဒိစ္စအဝိဇ္ဇာဆိုတဲ့ဥဒ္ဓမဂိယတန်ရောစဉ်၅ပါးတန်ရောစဉ်10ပါးကုံသွားရောအဲ့ဒီတန်ရောစဉ်တွေကုံပြီးတော့အာတဝတွေလုံးဝကုံငြိမ်းသွားတယ်ကိလေသာတွေကလုံးဝလွတ်မြောက်သွားတဲ့အဆင့်ကိုစတုထအဆင့်တမနာလို့ခေါ်တယ်အဲ့တော့အခုလို့တမနာလို့ဆိုတဲ့အတိုင်းကိလေသာတွေကိုငြိမ်းအောင်ကျင့်လို့တမနာဒီ definition အရတမနာလို့ခေါ်မယ်ဆိုရင်ပထမအဆင့်တမနာလည်းဟောဒီသာသနာမှာသာရှိနိုင်တယ်ဒုတိယအဆင့်တမနာမျိုးကလည်းဒီသာသနာမှာပဲရှိနိုင်တယ်တတိယအဆင့်တမနာမျိုးဆိုတာလည်းဒီသာသနာမှာပဲရှိနိုင်တယ်စတုထအဆင့်တမနာမျိုးဆိုတာလည်းဒီသာသနာမှာပဲရှိတယ်တခြားအယူဝါဒတွေနဲ့ဟောပြောနေတဲ့တခြားဘာသာတရားတွေမှာဟောဒီတမနာ၄မျိုးကစိတ်သုံးနေပါတယ်လို့ပြောဒီစကားကိုပြောခိုင်းတာမြတ်စွာဘုရားနော်ဒီစကားပြောတာဟာရဲရဲဝံ့ပြောခိုင်းတာမို့ဒါကိုတိဟနာတာလို့ခေါ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကဒီတုတ်တံမှာယဟန်တွေကိုဒီစကားပြောခိုင်းတာလို့ပဲပြိဋိဘံစံဃာနီးမှာသုဘဒ္ဓပရပိုက်ကြီးကမြတ်စွာဘုရားကိုလာပြီးတော့မေးတယ်တခြားဝါဒတွေဟာသူတို့ဝန်ခံချက်နဲ့ကိုက်ညီရဲ့လားသူတို့ပြောတဲ့အတိုင်းဟုတ်ကဲ့လားသူတို့ကျင့်စဉ်တွေချမှတ်ထားတဲ့အတိုင်းတကယ်ကျင့်ရင်ရောတကယ်ဖြစ်သလားလို့ဒီမေးခွန်းတွေမေးတဲ့အခါမြတ်စွာဘုရားဒါတွေမေးမနေနဲ့အချိန်မရှိဘူးငါရှင်းရှင်းပြောလိုက်မယ်တဲ့မဂ္ဂင်၈ပါးမရှိရင်သောတာပန်ပထမတမနာသောတာပန်ဆိုတာမရှိဘူးဒုတိယတမနာတဂရကံဆိုတာမရှိဘူးတတိယတမနာအနာကံဆိုတာမရှိဘူးစတုထတမနာယဟန်ကံယဟန္တာဆိုတာမရှိဘူးအခြားဟောပြောဆုံးမတဲ့ဘာသာဝါဒတွေအားလုံးဟောဒီတမနာ၄မျိုးကနေစိတ်သုံးနေတယ်ဘယ်သူမှဒီအဆင့်မရောက်ဘူးလို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့ဒီတုန်းကလည်းဒီစကားကိုပြိဋိဘံဆံဃာနီးနောက်ဆုံးမှလည်းဒီစကားကိုဟောခဲ့သေးတယ်ထပ်ပြီးတော့အဲ့တော့ဆိုလိုတာကတော့ဣဒေဝလို့ဆိုတဲ့စကားလုံးကဒီသာသနာမှာသာဖြစ်နိုင်တယ်ဆိုလိုတာကိလေသာငြိမ်းအောင်ကျင့်တယ်ဆိုတာတခြားဘာသာသာသနာတွေမှာလည်းပဲကိလေသာငြိမ်းအောင်ကြိုးစားနေကြတာရှိတယ်ပေါ့အဲ့ဒီကြိုးစားမှုတွေကမအောင်မြင်ဘူးလို့မြတ်စွာဘုရားပြောတယ်သူတို့နီးလန်းနဲ့ကြိုးစားမအောင်မြင်ဘူးအောင်မြင်နိုင်တာဒီနီးလန်းပဲဒီသာသနာမှာပဲရှိဒီသာသနာဆိုတာဘာကိုပြောတာလဲဆိုမဂ္ဂင်၈ပါးကိုပြောနော်မဂ္ဂင်၈ပါးကိုဟောကြားတော့ဒီမဂ္ဂင်၈ပါးဆိုတဲ့လမ်းစဉ်နဲ့သွားမှသာလေအခုပြောတဲ့ကိလေသာတွေကို၄၀နဲ့ညှိမ့်တတ်လို့ရတယ်တကယ်လက်တွေ့ညှိမ့်တတ်လို့ရနိုင်တာဒီအကျင့်ပဲရှိတယ်ဒီလိုဟောပြောတာပဲနော်ဒါကြောင့်မို့ဒီတိဟနာတသုတ်တံမြတ်စွာဘုရားဒီစကားတွေကိုရဲရဲဝံ့ပြောခိုင်းတာဒီသာသနာမှာသာပ
ထမအဆင့်သမဏဒုတိယအဆင့်သမဏတတိယအဆင့်သမဏစတုထအဆင့်သမဏလို့ဆိုတဲ့ကိလေသာငြိမ်းအောင်ကျင့်တဲ့ပုဂ္ဂိုလ်မျိုးတွေတွေ့နိုင်တယ်တဲ့တခြားသာသနာမှာဒီလိုပုဂ္ဂိုလ်မျိုးတွေကစိတ်သုံးနေတယ်လို့သူတို့ပြောမရှိဘူးမဖော်ထုတ်နိုင်ဘူးအဲ့တော့လမ်းစဉ်တစ်ခုကမှန်ကန်မှုအမှန်တမ်းအရေးကြီးတယ်မမှန်ကန်တဲ့လမ်းစဉ်ပေါ်ရောက်ပြီးမမှန်ကန်တဲ့အကျင့်တွေကိုကျင့်နေလို့ရှိရင်တွင်ကိုဘယ်တော့မှမရောက်နိုင်ဘူးဒါမမှန်တဲ့လမ်းကြောင်းပေါ်လျှောက်လို့ရှိရင်ကိုသွားခြင်းတဲ့နေရာမရောက်ဘူးပေါ့လမ်းမနေတယ်ဆိုရင်ကိုသွားခြင်းတဲ့နေရာမရောက်ဘူးဒါကြောင့်မို့လမ်းစဉ်မှန်ဖို့ရအမှန်တမ်းအရေးကြီးလို့တပည့်ဆက်တရားဟောတဲ့အခါမှာလည်းမြတ်စွာဘုရားလမ်းစဉ်ကိုအရင်ချပြတယ်ဒီလမ်းကြောင်းကသွားမစ္စည်းမပฏิပဒါဆိုလမ်းကြောင်းကနေသွားမစ္စည်းမပฏิပဒါလမ်းကြောင်းဆိုတာတခြားမဟုတ်ဘူးမဂ္ဂင်၈ပါးမဂ္ဂင်၈ပါးလမ်းကြောင်းဆိုတာကိုယ်တဏ္ဍာမှာထူထောင်ရမယ်လမ်းကြောင်းပဲအလုံးသိပြီးသားဖြစ်တဲ့တိုင်မိမိနဲ့ပတ်ဝန်းကျင်ပေါ်မှာအမှန်မြင်ခြင်းသမာဓိဋ္ဌိဘုန်းကြီးတို့တွေအမှန်မမြင်သေးသမျှကာလပတ်လုံးဝေဝါးနေကြအောင်ပါလမ်းမှန်ကိုမမြင်နိုင်ကြသေးဘူးမြတ်စွာဘုရားကအမှန်မြင်ဆိုတာဘယ်အဆင့်တုန်းဆိုရင်အမှန်မြင်တယ်ဆိုတာအမှန်တရား၄ချက်ကိုအမှန်မြင်ရမယ်လို့ဆိုသမာဓိဋ္ဌိမှန်မှန်ကန်ကန်မြင်တယ်ဆိုတာဘာကိုဆိုလိုတာတော့ဆိုရင်အကြောင်းနဲ့အကျိုးကိုမှန်မှန်ကန်ကန်သိတာအကြောင်းနဲ့အကျိုးသိတယ်ဆိုတာအခုကိုရထားတာဘာကြီးကိုရထားတော့ဆိုဒုက္ခကြီးကိုရတာအဲ့ဒီရထားတဲ့ဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတာကိုမြင်တယ်ဒုက္ခကိုမြင်တယ်ဒုက္ခရဲ့အကြောင်းတရားကိုမြင်တယ်အဲ့ဒီခုရထားတဲ့ဒုက္ခကြီးကဘယ်နေရာမှာအဆုံးသတ်တုံးဆိုတာကိုမြင်တယ်ဘယ်လိုနည်းနဲ့အဆုံးသတ်တုံးဆိုတာကိုမြင်တယ်ဟောပေါင်းလိုက်တဲ့အခါဒုက္ခသမုဒယဒုက္ခនិရောဓဒုက္ခនិရောဓဂามိဒီသစ္စာ၄ပါးကိုမှန်ကန်တဲ့နည်းနဲ့လက်တွေ့ကျင့်သုံးပြီးတော့မြင်တာအဲ့ဒါလို့မြင်ဖို့ရအတွက်ဘာလုပ်ရမှာတော့လို့ဆိုတဲ့အခါဒီအကျင့်ကိုကျင့်ရဒါကြောင့်မို့ပရိစ္ဆေသမုပ္ပါဒ်မှာကြည့်ဖြစ်စဉ်တုန်းကအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာတည်းဟူသောအကြောင်းကြောင့်သင်္ခါရတရားတွေစေတနာတွေကံတွေဖြစ်တယ်လို့ဒီလိုရင်ပြောတယ်ဒါဖြင့်အဲ့ဒီအဝိဇ္ဇာကိုဘာနဲ့ဖယ်ရမှာတော့ဆိုတဲ့အခါကျအဝိဇ္ဇာယတွေ့ဝအတေတဝိရာဂនិရောဓအဲ့ဒီမှာအဝိဇ္ဇာនិရောဓသင်္ခါရនិရောဓလို့တယ်မဟောဘူးမြတ်စွာဘုရားအကျင့်ကိုပဲထဲဟောအတေတဝိရာဂនិရောဓဝိရာဂនិရောဓဆိုဝိရာဂဆိုတာကင်ပြတ်သွားစေတတ်တဲ့အကျင့်တရားနဲ့ရလာတဲ့အရတ္တမက်လို့ဒီလိုဆိုလိုတာနော်အဲ့ဒါနဲ့မှအပြီးသတ်ငြိမ်းလို့ရတယ်အဝိဇ္ဇာဘယ်ကြမှာအဆုံးသတ်တုံးဆိုဝိရာဂလို့ဆိုတဲ့မဲ့နဲ့မှရတ္တမက်နဲ့မှအတေတလက်ချံမရှိအောင်ဝိရာဂនិရောဓအဲ့တော့ဝိရာဂရဖို့ရအတွက်ကမကျင့်လို့ရမှာမရဒီမဂ္ဂင်၈ပါးအကျင့်တရားနဲ့ဖွဲ့စည်းထားတာမက်ဆိုတာကိုကသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့ဒီ၈ခုပေါင်းစည်းထားတာကိုမက်လို့ခေါ်တာတခုတည်းကိုခေါ်တာမဟုတ် unity ကိုခေါ်တာနော်ဒီ၈ခုကတညီတဲ့အလုံးလုံးသွားရင်မက်ခဒီ၈ခုပေါင်းထားတာဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေဒီသမဏဆိုတဲ့ကိလေသာတွေငြိမ်းအောင်ကျင့်ဖို့အောင်မြင်ဖြစ်ဖို့ဆိုလို့ရှိရင်ဘာလုပ်ရမှာတော့ဆိုရင်ဒီမဂ္ဂင်၈ပါးအကျင့်တရားကျင့်တာကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်အရေးကြီးဆုံးကအမှန်မြင်ရမယ်အမှန်မြင်ဖို့အတွက်ဘာလုပ်ရအမှန်တွေးရတွေးတတ်ဆင်ခြင်တတ်ရအမှန်ဆင်ခြင်ရအမှန်တွေးအမှန်မြင်အမှန်ဆင်ခြင်ပြီးအမှန်တွေးတတ်လာပြီဆိုရင်စကားပြောတဲ့အခါမှာလည်းအမှန်ပဲပြောတယ်လုပ်တဲ့အလုပ်ကလည်းအမှန်ပဲလုပ်တယ်အသက်မွေးဝမ်းကြောင်းမှုကလည်းပဲမှန်ကန်တဲ့ပုံမှာယက်တည်တယ်ဆိုတဲ့ကိုချင်းတီလာလည်းဖြစ်သွားအဲ့ဒါလို့ဖြစ်လာတာမကြိုးစားပဲနဲ့ရလာဆိုမရဘူးဒါကြောင့်မို့တမ္မာဝါယာမမှန်ကန်ကြိုးစားမှုရှိရကြိုးစားလာပြီဆိုတဲ့အခါမှာတတိရှိဖို့လိုအပ်တယ်ဒါကြောင့်မို့တမ္မာတတိစိတ်တည်ငြိမ်မှုကအရေးပါတယ်အမှန်သိဖို့အတွက်တမ္မာသမာဓိတမ္မာသမာဓိဖြစ်မှတမ္မာဒိဋ္ဌိဆိုတာဖြစ်လာတယ်ဟောပြန်ပြီးတော့ပတ်ထားတာနော်တ
သမ္မာဒိဋ္ဌိရှိဖို့အတွက်သမ္မာသင်္ကပ္ပလိုအပ်တယ်သမ္မာသင်္ကပ္ပရှိလို့သမ္မာဝါစာဖြစ်တယ်ဘာလို့လဲဆိုလူတွေကတွေးပြီးမှစကားပြောတာမတွေးပဲပြောတာမှမဟုတ်ပဲအဲ့တော့တွေးပြီးမှပြောတယ်ပြောပြီးမှလုပ်တယ်သမ္မာဝါစာသမ္မာကမ္မန္တအပြောအလုပ်နဲ့အသက်မွေးတယ်သမ္မာအာဇီဝကြိုးစားမှုမပါရင်မရဘူးသမ္မာဝါယာမကြိုးစားပြီဆိုရင်ကြိုးစားတဲ့အလုပ်နဲ့စိတ်ဟာမိုင်းဖူးဖြစ်ရမယ်သမ္မာတတိစိတ်တည်ငြိမ်မှုရှိရမယ်သမ္မာသမာဓိစိတ်တည်ငြိမ်မှအမှန်မြင်မယ်သမ္မာဒိဋ္ဌိဒီလိုပြန်ပတ်ထားတာနော်ဒါကြောင့်မို့ဒီမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ချင်းချင်းတာလေစစ်မှန်တဲ့တမနာဆိုတာဖြစ်နိုင်တယ်တခြားသာသနာတွေမှာလိုက်ကြည့်ရင်မဂ္ဂင်၈ပါးအကျင့်တရားဆိုဝေလာဝေးမရှိအယူဝါဒတွေသာဟောပြောနေတာမဂ္ဂင်၈ပါးအကျင့်မပါဘူးလို့ဒီလိုဆိုလိုတာနော်သူတို့ကျင့်တာအင်မတန်မှပင်ပန်းတဲ့တပအကျင့်တွေကျင့်ဘယ်လိုဟာတွေကျင့်နေလို့ဆိုလို့ရှိရင်ဥပမာတစ်ခုပြောရမယ်ဆိုရင်အင်မတန်မှပူပြင်းတဲ့နွေရာသီမှာနေမွန်းတီးတဲ့အချိန်မှာဘေးကမီးပုံကြီး၄ပုံဖုံပြီးတော့အပေါ်ကနေဘူးမီးပုံကြီး၄ပုံရဲ့ဘေး၄ဘက်ကအပူဆိုတော့ပင်စာတပလို့ခေါ်တယ်အပူ၅မျိုးခံတဲ့အခါချွေးပြက်ပြက်ထွက်လာပြီးတော့လူဟာနောက်ဆုံးမေ့မျောလဲကျသွားတယ်အဲ့ဒါတရားဓုရတယ်လို့သတ်မှတ်တယ်နော်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်လို့ကိလေသာတွေမပေါ်တာကိုပဲသူကဒါတရားဓုလို့ယူဆတာကိလေသာစိတ်တော့အဲ့ဒီချိန်မှာပေါ်မှာမဟုတ်ဘူးပင်ပန်းတာကိုအဲ့ဒါကိုဒါတရားဓုရတယ်လို့ဒီလိုသတ်မှတ်တာအဲ့ဒီလိုသတ်မှတ်ချက်တွေကဒါမှန်ကန်မှုမရှိဘူးတဲ့ဒုက္ခရစရိယခဲခဲရင်ပင်ပန်းတဲ့အတ္တကိလမထနုယောဂအကျင့်မြတာဖြစ်တယ်ဆိုပြီးမြတ်စွာဘုရားကအကျိုးမဲ့တက်တဲ့ဒုက္ခခန္ဓာဒုက္ခောအနာရိယောအနတ္ထတံဟိတောဘာမှအကျိုးမရတဲ့အလုပ်လို့ဒီလိုဆိုလိုတာပဲเนาะအဲ့ဒါလို့မဟုတ်ဘဲနဲ့ဇိမ်ခန်းနေလို့ရှိရင်လေတရားဓုတရားမြတ်ရနိုင်တာမဟုတ်ဘူးဟိနောကမောပောဓုဇဏီကောအနာရိယောအနတ္ထတံဟိတောပဲသူကအဲ့တော့ဟိနကမ္မဖြစ်တဲ့အောက်တန်းကျတဲ့ဇိမ်ခန္ဓာမျိုးချမ်းသာဒုက္ခခန္ဓာမျိုးမလုံးနဲ့အထက်တန်းကျတဲ့ချမ်းသာဒုက္ခမျိုးတော့ခံစားရမယ်ဘာလို့ဆံချမ်းသာတရားဓမ္မအားထုတ်လို့ပီတိတွေဖြစ်တယ်တမာရီတွေဖြစ်တယ်အဲ့ဒီချမ်းသာမျိုးတော့ခံစားလို့ဆိုလိုတယ်ဆံချမ်းသာခံစားလို့ရတယ်တမာရီချမ်းသာတွေခံစားလို့ရတယ်ပီတိတွေခံစားလို့ရတယ်ကောင်းတဲ့ဘက်ကအဲ့တော့မေဇိမပฏิပဒါဆိုတဲ့အဓိပ္ပာယ်ကခံစားစနဲ့ချမ်းသာခံစားဒုက္ခခံနေရင်ခံအကျိုးမဲ့တော့ဒုက္ခမခံနဲ့ဒီလိုခွဲခွဲပြားပြားခွဲခွဲခြားခြားပြောတဲ့အကျင့်မျိုးကိုသာမေဇိမပฏิပဒါဒီနှစ်ခုစကြားမှာချမ်းသာလည်းမခံဘူးဆင်းရဲလည်းမခံဘူးအလယ်လက်ဒီလူပြင်းနေတဲ့အပြင်မျိုးဒီလိုဟာမျိုးဆိုလိုတာမဟုတ်ဘူးနော်တချို့ကထင်းနေသေးတယ်အဲ့ဒါမေဇိမပฏิပဒါဆိုတာစိန်လည်းမခံနဲ့ကြိုးလည်းမကြိုးစားနဲ့ဘာမှမလုပ်နဲ့ဆိုတဲ့အတိတ်ဟာပဲမျိုးသွားယူတယ်အဲ့ဒါတော့လုံးဝမမှန်ဘူးမြတ်စွာဘုရားဆိုလိုတဲ့မေဇိမပฏิပဒါကချမ်းသာခံစားတယ်ဆိုတဲ့နေရာမှာခံစားစနဲ့ချမ်းသာလားမခံစားတဲ့နဲ့ချမ်းသာလားရွေးကာမချမ်းသာဆိုရင်မခံစားနဲ့ဘာဖြစ်လို့လဲအသိဉာဏ်မဖြစ်ဘူးတဏှာပဲဖြစ်မယ်ချမ်းသာခံစားတဲ့နဲ့ချမ်းသာဆိုတာဆံချမ်းသာတမာတိချမ်းသာအဲ့ဒီချမ်းသာမျိုးကိုခံစားခန္ဓာကိုယ်ကိုပင်မအောင်မလုပ်ရဘူးမဟုတ်ဘူးအယိုးခြေခြေအရေခမ်းကလမ်းမှလို့ရှင်ကျင့်လို့ဒီလိုဆိုလိုတာတချို့ကြတော့လေတရားတော်မှာပဲကြာကြာထိုင်ရမနေ့အတ္တကိလမထဖြစ်တယ်မထိုင်နဲ့လို့ဒီလိုပြောရင်ဒါမှားတယ်လမ်းမှန်ပြီးအကျိုးရှိတယ်ဆိုလောကလောကမြတ်စွာဘုရားကြည့်လေမရမချင်းကြိုးပမ်းအားထုတ်မယ်အယိုးခြေခြေအရေခမ်းကနော်အကျော်အသွေးသားလောက်မှကြံ့ကြံ့ချမ်းပါစေပေါ့အယိုးပဲကြံ့ကြံ့ချမ်းပါစေအရေတွေခမ်းခြင်းခမ်းသွားပါစေသွေးတွေခမ်းချောက်ခြင်းခမ်းချောက်သွားပါစေဒီတရားဓုတရားမြတ်မရမချင်းငါကြိုးစားမယ်ဆိုတဲ့ဝိရိယမျိုးတော့ထားရမယ်လို့ဒီလိုဆိုတာအဲ့တော့ဒါကိုအတ္တကိလမထလို့ပြောလို့မရဘူးဒါကြောင့်မို့အတ္တကိလမထနဲ့ဒီကာမတုခလိကနိယောဂဆိုတာအင်မတန်မှကွဲကွဲပြားပြားသိဖို့လိုတယ်ကာမတုခလိကနိယောဂဆိုတာကာမဂုဏ်အာယုံချမ်းသာတစ်မျိုးတည်းခံစားနေတာ
အတိညာမရနိုင်ဘူးအတ္တကိလေသာဆိုတာကိုတက်တက်ညှဉ်းပန်းနှိပ်စက်နေတာဘာကျိုးမှမရတဲ့တက်တက်ညှဉ်းဆဲတာအဲ့ဒါမျိုးမလုပ်ရဘူးတဲ့ခံစားတဲ့နဲ့ချမ်းသာဒုက္ခကိုခံစားဒုက္ခခံတဲ့ဟာကိုဒုက္ခခံဒီလိုကျင့်ကြံကြိုးကိုအထောက်ရမယ်ဒါဟာမေစီမပฏิပဒါလို့ဒီလိုပြောတာနော်ဒီနှစ်ခုခွဲခွဲပြားပြားလုံးမရိုက်နဲ့လို့ဆိုလို့တယ်ချမ်းသာဆိုလဲခွဲခြားရမယ်ဆင်းရဲခန္ဓာလဲခွဲခြားရမယ်ခံစားတဲ့သလားမခံစားတဲ့ဘူးလားဆင်းရဲခံတဲ့သလားမခံတဲ့ဘူးလားဆိုခွဲခြားအဲ့ဒါကိုကတမ္မာဒိဋ္ဌိပဲမှန်ကန်တဲ့အမြင်နဲ့လောက်တာလို့ဒီလိုဆိုအဲ့ဒါလို့လမ်းမှန်တဲ့အတွက်ကြောင့်တမနာဆိုတာဟာဒီဗုဒ္ဓရဲ့သာသနာတော်တွင်မှသာရှိတယ်လို့ယဟန်တွေကိုမြတ်စွာဘုရားတိုက်တွန်းတာရဲတင်းတဲ့စကားကိုမကြောက်မောက်ရွံ့ပြောကြကြွကြော်နိုင်တယ်ပေါ့ရဲရဲဝံ့ပြောဒီသာသနာမှာသာတမနာအမျိုးအစား၄မျိုးစလုံးရှိတယ်တခြားသာသနာမှာဒီတမနာ၄မျိုးကစိတ်သုံးနေတယ်ဒီတမနာအဆင့်မရောက်ဘူးလို့ဆိုလိုတယ်နော်ဒီအဆင့်မျိုးကိုတခြားသာသနာတွေမှာမရှိဘူးအဲ့ဒါလို့ကြွေးကြော်မယ်ဆိုရင်တစ်ဖက်ဘာသာတွေကနေပြီးတော့မေးလိုက်အောင်မယ်တဲ့နော်မေးလိုက်အောင်မယ်ရှိလေဘုရားမြတ်စွာသာသနာမှာသာသောတာပန်သဂရကအနာဂံယဟန္တာလို့ဆိုတဲ့တမနာ၄မျိုးရနိုင်တယ်တခြားဘာသာတွေကတမနာ၄မျိုးကစိတ်သုံးနေတယ်လို့ပြောတာဟာဘာအားကိုးနဲ့ပြောတာလဲဟာသူတို့ကမေးလာတယ်ဘယ်လိုပြောနိုင်တဲ့စွမ်းအားတွေရှိလို့ပြောတာလဲဆိုတော့မြတ်စွာဘုရားကသင်ပေးတယ်အဲ့ဒါလို့မေးလာလို့ရှိရင်တဲ့တို့မှာစွမ်းအား၄ရရှိတို့အရန်ပြောတာမဟုတ်ဘူးပေါ့အထောက်ထားတွေနဲ့စွမ်းအားတွေရှိလို့တို့ပြောတာအဲ့ဒီစွမ်းအား၄မျိုးကိုမြတ်စွာဘုရားကိုယ်တိုင်ဟောထားတာရှိတယ်ဘာလဲလို့ဆိုလို့ရှိရင်အဋ္ဌိတတ္ထရိပတာတော်အဋ္ဌိအာမကံအဋ္ဌိအာမကံတတ္ထရိပတာတော်ဆိုလိုတာကတို့မှာဘုရားပေါ်မှာကြီးညိုတဲ့တရားတရားခိုင်မာတဲ့ကြီးညိုစိတ်တရားတရားတို့မှာရှိတယ်ဒါတစ်ချက်ဘုရားပေါ်မှာကြီးညိုစိတ်တရားတရားတို့တဏ္ဍမှာရှိတယ်နံပါတ်1ဓမ္မအပေါ်မှာကြီးညိုစိတ်တရားတရားခိုင်ခိုင်မာမာတို့မှာရှိတယ်နံပါတ်3ကဘာလို့ဆိုရင်ကိုချင်းသီလနဲ့ပတ်သက်ပြီးတို့ပြီးပြီးဝဝဖြည့်ချင်းအထောက်မှုရှိတယ်နံပါတ်4ကလူ့ကြောင့်ပဲဖြစ်စေသာသနာပေါင်းဝင်ရောက်တဲ့ရှင်ယဟန်ပဲဖြစ်စေတရားချင်းပေါ်ချင်းဘက်တွေပေါ်မှာတို့တွေဟာအချင်းချင်းလေးစားမှုချစ်ခင်မှုတွေရှိတယ်ဒါလိုပြောဒီ၄ချက်တို့ရဲ့စွမ်းအားတွေပဲလို့အချင်းချင်းထပ်ပြောမယ်ဆိုလို့ရှိရင်ဘုရားပေါ်မှာကြီးညိုမှုတရားပေါ်မှာကြီးညိုမှုကိုချင်းသီလပြည့်ဝအောင်ဖြစ်ခြင်းမှုနဲ့တရားကျင့်ဘက်ဖို့အချင်းချင်းမှာအပြန်အလှန်လေးစားမှုဟာဒီ၄ခုဟာသူများနဲ့မတူအောင်တို့စီမှာပြည့်ပြည့်ဝဝထက်ထက်တန်တန်ရှိတယ်ဗုဒ္ဓသာသနာတော်တွင်ကပုဂ္ဂိုလ်တွေဟာထက်ထက်တန်တန်ရှိကြတယ်ဒါအထက်ကရာဆရာကတောက်ချက်ချလိုက်တယ်အခုဒီအင်အား၄ရဆိုတာတခြားပြောတာမဟုတ်ပါဘူးတဲ့သောတာပန်ပုဂ္ဂိုလ်တွေရရှိထားတဲ့သောတပန်ရဲ့အင်္ဂါရပ်တွေစွမ်းအားတွေကိုဖော်ပြတာပါတဲ့။သောတပန်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီ၄ချက်ရဆိုလိုတာ။အဲ့တော့သောတပတိယင်္ဂလို့ဆိုတဲ့သောတပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါ၄မျိုးဆိုတာတခြားသုတ်တန်တွေမှာဘယ်လိုဟောထားတော့ဆိုရင်ဗုဒ္ဓေအဝိစ္စပတ္တာတရားတော့ဘုရားပေါ်မှာအသိဉာဏ်နဲ့ကြီးညိုခြင်း blind faith မဟုတ်ဘူးမြတ်စွာဘုရားပေါ်မှာကြီးညိုတယ်ဆိုတာနှစ်ကာကသိပြီးကြီးညိုတာနော်သိပြီးကြီးညိုတာနဲ့အယမ်းကြီးညိုတာနဲ့မတူဘူးနော် blind faith ဆိုတာသူပြောလူပြောဘာမှမသိပဲနဲ့ကြီးညိုတာမျိုးမဆိုလို့ဘူးတဲ့နှစ်ကာကကြီးညိုတာအသိဉာဏ်နဲ့ကြီးညိုတာဓမ္မေအဝိစ္စပတ္တာရောဓမ္မပေါ်မှာလည်းနှစ်ကာကအသိဉာဏ်နဲ့ကြီးညိုတာတန်ခေအဝိစ္စပတ္တာတန်ခါပေါ်မှာလည်းနှစ်ကာကကြီးညိုတယ်အရိယကန္တသီလ
အရိယာတွေမျက်မျက်နိုးနိုးလေးလေးစားစားအသက်တဲ့မျက်နိုးစွာထိမ့်သိမ်းဆောက်ရှောက်တဲ့၅ပါးသီလနဲ့ပြည့်စုံဒါဟာသောတပန်ပုဂ္ဂိုလ်ရဲ့အင်္ဂါပဲသောတပန်ဖြစ်လာရင်သူ့ရဲ့စိတ်အခြေအနေစိတ်စွမ်းအားတွေကဒီတိုင်းပဲရှိတယ်ဒီလိုဆိုလိုတာအဲ့တော့သောတပန်ဖြစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဒီစွမ်းအားတွေရှိရလားကိုယ်မှာဒီစွမ်းအားတွေကခိုင်မြဲတဲ့စွမ်းအားဘယ်လောက်ထိအောင်ခိုင်တာတော့ဆိုတာဒီဘဝတည်းမဟုတ်ဘူးနောက်ဘဝရောက်သွားလည်းမပြတ်တဲ့ခိုင်မာမှုမျိုးကိုဆိုလိုတယ်နော်ဒီဘဝတော့ပတ်ဝန်းကျင်ကကောင်းနေလို့ကောင်းတာမျိုးတွေရှိတတ်သေးတယ်လေတခါတလေသူတော်ကောင်းဆိုတာသူများကတော်နေလို့ကောင်းတဲ့သူတော်ကောင်းကရှိသေးတာကိုယ့်ပေါ်မှာသူများကဆိုးလာရင်ကိုယ်ကမကောင်းနိုင်တော့ဘူးအဲ့ဒါမျိုးမဖြစ်စေရဘူးခိုင်မြဲသွားပြီဆိုရင်သူတော်သည်ဖြစ်စေမတော်သည်ဖြစ်စေကိုယ်ကကောင်းတဲ့ပုဂ္ဂိုလ်အကောင်းကဘယ်တော့မှမရွေ့တဲ့ပုဂ္ဂိုလ်မျိုးမှာခိုင်မြဲတယ်လို့ပြောတယ်အဲ့တော့သောတာပန်ဖြစ်သွားပြီဆိုရင်ဘဝဘယ်နှခါခုသောတာပန်ဆိုတာတော့ခုနဘဝတည်းတော့မပို့ဘူးပေါ့ဘဝကူးလေဒီလေးစားမှုကပျောက်ပြတ်မသွားတော့ဒီလိုဖြစ်ရခိုင်မာသွားတယ်ဘုရားပေါ်ယုံကြည်မှုတရားပေါ်ယုံကြည်မှုသံဃာပေါ်ယုံကြည်မှုငါးပါးသီလပေါ်မှာအသက်ခဲ့သို့အသက်ထက်မျက်မျက်နှိုးနှိုးထိမ့်သိမ်းဆောက်ရှောက်မှုဆိုတာဒီ၄ချက်ကိုပဲအခုဒီဟာကိုဤတနည်းနဲ့ထပ်ပြီးတော့ဖော်ပြတဲ့သဘောတဲ့ဒီနံပါတ်1ကတတ္ထရိပတာတော်ဆိုဖရာပေါ်မှာဆရာအပေါ်မှာလေးစားမှုယုံကြည်မှုကြီးညိုမှုဓမ္မေပတာတော်တရားပေါ်မှာကြီးညိုမှုသီလေတုပရိပူရကာကိုချင်းသီလနဲ့ပြေဝမှုဒါ၅ပါးသီလကိုပြောတာပြီးတော့မှသာဓမ္မိကပိယမနာပါတရင်သုံးပေါ်ချင်းချင်းတရားဓမ္မချင်းပေါ်ချင်းချင်းအပေါ်မှာညှလို့မှုဆိုတာဒါတန်ခေပတာရကိုပြောအဲ့တော့ပေါင်းလိုက်တော့ဒီအချက်၄ချက်သောတပန်ရဲ့အင်္ဂါရပ်တွေပြောတာဖြစ်တော့ကြောင့်ဒီစွမ်းအားတွေဒီအထောက်ထားတွေကြောင့်မို့လို့ဒီစကားကိုရဲရဲတင်းတင်းပြောရတယ်လို့အဲ့တော့အကြောင်းမဲ့ပြောခိုင်းတာမဟုတ်ဘူးဒါနော်ဒီအချက်တွေကိုထောက်ထားပြီးတော့ဒီစွမ်းအားတွေနဲ့ရဲရဲဝံ့ပြောဒီသာသနာလွဲလို့တခြားသာသနာမှာဒီလိုသမဏမျိုးတွေမရှိနိုင်ဘူးလို့ပြောလို့ရတယ်ဒီလိုဆိုတာပေါ့ဒီတုတ်တံအဲ့တော့မြတ်စွာဘုရားကဆက်ပြီးတော့မိတ်ရှိတာဘာလို့ဆိုအဲ့ဒါလို့ပြောလိုက်တဲ့အခါသူတို့ကပါဇက်ပိတ်မသွားသေးဘူးတဲ့ထပ်မေးလိုက်အောင်မယ်တဲ့သူတို့မှလည်းသူတို့ဘုရားကြီးညိုတာပဲတဲ့သူတို့တရားလည်းသူတို့ကြီးညိုတာပဲတဲ့သူတို့သီလလို့သတ်မှတ်ထားတဲ့ပုံမှာသူတို့လည်းစောင့်ရှောက်တာပဲတဲ့ဖြစ်ချင်တာပဲတဲ့သူတို့ဘာသာဝင်အချင်းချင်းလည်းရိုင်းပင်းကြတာပဲတဲ့ဘာထူးလို့လဲပေါ့ဒီလိုထပ်ပြီးတော့မေးလာလိမ့်မယ်တဲ့မေးလာတဲ့အခါကျတော့မြတ်စွာဘုရားကဘယ်လိုဖြေရမလဲဆိုတော့ပြောအဲ့ဒီလိုမေးလာလို့ရှိရင်တဲ့ကဲမင်းတို့ရဲ့ပန်းတိုင်လောကမှာပန်းတိုင်ဆိုတာတူတူပဲလားကွဲပြားခြားနာသေးလားမေးရမယ်တဲ့ဧကနိဋ္ဌပုထုနိဋ္ဌနော်နိဋ္ဌဆိုတဲ့စကားလုံးလေးကိုသုံးတာနိဗ္ဗာန်ဆိုပါစို့ဒီနေရာမှာနိဋ္ဌဆိုတာပြီးဆုံးတဲ့ပန်းတိုင်တစ်ခုပေါ့ဘယ်မှာလမ်းဆုံးမလဲအကျင့်တစ်ခုကဘယ်မှာလမ်းဆုံးဘာသာတိုင်းမှာလမ်းဆုံးလေးတွေရှိတယ်အခုဒီကနေ့ခေတ်ဘာသာတွေကိုပြောမှဆိုရင်ဟိန္ဒူဘာသာဘယ်မှာလမ်းဆုံးဗြဟ္မပြည်ဗြဟ္မဘုံမှာလမ်းဆုံးနော်ဗြဟ္မာကြီးနဲ့ပြန်ပေါင်းရင်မောက္ခလွတ်မြောက်ခြင်းလို့ဆိုတာအခုလူတွေမှာရှိနေတဲ့ soul individual soul လို့ခေါ်တယ်အဲ့ဒီ individual soul ကိုဗြဟ္မာကြီးကဖန်ဆင်းပေးလိုက်တာအဲ့ဒီဖန်ဆင်းထားတဲ့ဘုန်းကြီးတို့တွေတဏ္ဍာမှာရှိတဲ့ soul ဆိုတဲ့အတ္တလေးဟာဒီတရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်လို့အဝိဇ္ဇာတွေကုန်သွားတဲ့အခါကျတော့အထက်က universal soul ဆိုတဲ့ဗြဟ္မာကြီးရဲ့မူလဖန်ဆင်းတဲ့ဗြဟ္မာကြီးရဲ့ဒီ universal soul နဲ့ပြန်ပေါင်းသွားပြီပြန်ပေါင်းသွားတာနဲ့တပြိုင်နက်ဒါမောက္ခပဲတန်လျာဟောကလွတ်သွားတယ်ဒါဟိန္ဒူတွေကပြောတဲ့စကားနော်သူတို့ရဲ့ဒါလမ်းဆုံးလို့ခေါ်တယ်ပေါ့ပန်းတိုင်ပေါ့နိဋ္ဌာဆိုတာသူတို့ရဲ့နိဗ္ဗာန်ပဲပေါ့ဒီလိုဆိုလိုတာပေါ့ဘယ်မှာလမ်းဆုံးလဲဆိုအဲ့ဒီလိုလမ်းဆုံးနေရှိတယ်အဲ့ဒီလမ်းဆုံးဟာတစ်ခုတည်းလားမျိုးမျိုးလားလို့ဆိုတဲ့အခါအဲ့ဒါသူတို့သိလို့ရှိရင်အဖြေမှန်ပေးမယ်ဆိုရင်လမ်းဆုံးဆိုတာတစ်ခုပဲဖြစ်ရနှစ်ခုမရှိရအမျိုးမျိုးဆိုရင်
ဒီလမ်းကဒီဟာဆုံးနေတယ်ဆိုရင်နောက်တစ်လမ်းတခြားလမ်းဆုံးနေဆိုမဖြစ်နိုင်ဘူးလေတဏှာဝကလွတ်တဲ့နေရာဆိုတစ်ခုပဲရှိအောင်ဒီလိုဆိုလို့တာပြောကြတယ်သူတို့ကလည်းဖះဆိုတာတဆူတယ်ဘယ်ဖះတော့ဆိုသူတို့ဖះဖြစ်နော်ကြောင်ကြောင်ဝါဝါပြောတတ်တယ်နားမလဲတဲ့လူကတော့ဩဟုတ်လိမ့်မယ်ထင်ဒီလိုအဲ့တော့အခုမြတ်စွာဘုရားမေးခိုင်းတယ်နိဋ္ဌာဆိုတဲ့လမ်းဆုံးဟာတစ်ခုတည်းလားအများလားလို့ဆိုရင်သိရင်တော့တစ်ခုတည်းလို့ဖြေလိုက်မယ်အဲ့တော့ဟိန္ဒူတွေရဲ့လမ်းဆုံးကဗြဟ္မဘုံဒီကနေ့ခေတ်ဘာသာမှာခရစ်ယာန်တွေရဲ့လမ်းဆုံးကကောင်းကင်ဘုံမွတ်စလင်တွေရဲ့လမ်းဆုံးကလည်းပဲသူတို့ဂျနတ်လို့ခေါ်တယ်ကောင်းကင်ဘုံပဲထူးနော်လမ်းဆုံးဆိုတာသူတို့လည်းရှိဘုရားဘာသာဝင်တွေရဲ့လမ်းဆုံးကနိဗ္ဗာန်အဲ့တော့ဘုရားလက်ထက်ကဘာသာတွေကြတော့အဲ့ဒီလိုခရစ်ယာန်မွတ်စလင်ဆိုတဲ့နာမည်တွေနဲ့မဆိုဘူးဘာတွေနဲ့ပြောတော့ဆိုဗြဟ္မဏဆိုတဲ့ပုံနာတွေရဲ့လမ်းဆုံးကဘယ်မှာတော့ဆိုရင်ဗြဟ္မပြည်တဲ့ဒါမို့အဲ့ဒါကိုအထက်ကရာကနိဋ္ဌာတွေကိုတရုပ်ထုတ်ထားတာရှိတယ်ဗြဟ္မဏနံဗြဟ္မလောကောနိဋ္ဌာဗြဟ္မဏတွေအတွက်ဗြဟ္မဘုံဟာလမ်းဆုံးပဲဗြဟ္မဘုံဆိုတန်းတအားရှိတယ်ကဘာချီရှိအဲ့တော့သူတို့မအိုမနာမသိလို့ထင်တာဒါကိုလမ်းဆုံးလို့သတ်မှတ်တာမြတ်စွာဘုရားမဟုတ်ဘူးကဘာပေါင်းဘလောက်နေပြီးရင်သိမယ်နော်။ကိုချင်းနာချင်းသိချင်းဆိုတာဒီမကုံသေးဘူးမကုံသေးသည့်အတွက်ကြောင့်လမ်းဆုံးမဟုတ်ဘူးပြန်မွေးရအောင်ပဲဒါလမ်းဆုံးလို့ခေါ်လို့မရဘူး။သေအောင်မှဆိုရင်လမ်းဆုံးလို့ခေါ်လို့မရဘူးဒီလိုဆိုလို့တာနော်။ဟောနောက်ယသိတွေမြတ်စွာဘုရားလက်ထက်ကတာပတလို့ခေါ်တဲ့ဒီတပတ်အကျင့်တွေကိုချစ်တဲ့ယသိတွေရဲ့လမ်းဆုံးကဘာတော့ဆိုရင်အာဘတရဗြဟ္မဘုံနဲ့သူတို့ကအဲ့ဒါကိုဥတည်ပြီးတော့ချစ်အာဘတရဗြဟ္မဘုံဆိုတာဒုတိယဇန်ဗြဟ္မဘုံအဲ့ဒီဘုံကိုကြီးညွှန်းပြီးတော့ဒုတိယဇန်ဗြဟ္မာကြီးကအမတမအသက်ရှည်တယ်ဆိုပြီးတော့အဲ့ဒါကိုသူတို့ကလမ်းဆုံးထားတာခုခေတ်ကောင်းကင်ဘုံဆိုတာတွေကပြောတာဘယ်နာမှမသိဘူးဒီထဲမှာပါတယ်တေချာကောင်းကင်ဘုံဆိုတာပြောတာနော်ပရပိုက်တည်းရဲ့လမ်းဆုံးကဘာတော့လို့ဆိုတော့သူဘကိဏ္ဍတတိယဇန်သူဘကိဏ္ဍဆိုတဲ့တတိယဇန်ဗြဟ္မဘုံသူတို့ရဲ့လမ်းဆုံးတခါအာဇီဝကဆိုတဲ့တက္ကဒေါနေတို့နောက်ပြီးတော့အခုအိန္ဒိယနိုင်ငံမှာထွန်းကားနေတဲ့ဂျိန်းဝါဒီတွေတို့သူတို့ရဲ့လမ်းဆုံးကဘာတော့ဆိုအတ္တညတဘုံနဲ့သူတို့ကအနန္တမာနတလို့ခေါ်တယ်အတ္တညတဘုံတင်ညာမဲ့တဲ့တတဝါကဘာပေါင်း900အသက်ရှိအဲ့ဒါကိုသူတို့လမ်းဆုံးလို့သတ်မှတ်တယ်အဲ့ဒီရောက်ဖို့အဓိကသူတို့ကျင့်တယ်အဲ့တော့လမ်းဆုံးပြောကြပုံတွေကအများကြီးဗြဟ္မဏတွေရဲ့လမ်းဆုံးကဗြဟ္မဘုံတာပတတွေရဲ့လမ်းဆုံးကအာဘတရဘုံပရပိုက်တွေရဲ့လမ်းဆုံးကသူဘကိဏ္ဍဘုံအာဇီဝကတွေရဲ့လမ်းဆုံးကအတ္တညတဘုံဗုဒ္ဓဘာသာဝင်တွေသာသနာတော်အချင်းကိုကျင့်နေတဲ့ဗုဒ္ဓဘာသာတို့ရဲ့လမ်းဆုံးကနိဗ္ဗာန်အရဟတဖို့ပေါ့နော်အရဟတဖို့ဟာလမ်းဆုံးဒီလိုဆိုလို့ရတယ်အဲ့တော့တကယ်လမ်းဆုံးတာကြည့်လမ်းဆုံးမလားလို့ဆိုတာကြည့်ဗြဟ္မဏတွေရဲ့ဗြဟ္မဘုံဆိုတာမအိုမနာမသေးမဟုတ်ဘူးသေအောင်မှာသေပြီးရင်ပြန်မွေးအောင်မှာဗြဟ္မပြည်မှာတဝင်းဝင်းဝက်စချင်းမှာတရှုပ်ရှုပ်လွန်ခဲ့တဲ့ဘဝတွေကဗြဟ္မဖြစ်ခဲ့ပြီမယ်လို့ဝက်ပြန်မဖြစ်ဘူးလို့ပြောလို့မရဘူးဒီလိုဆိုလို့တယ်နော်အဲ့တော့လမ်းမဆုံးဘူးဒိဋ္ဌာမဟုတ်ဘူးအပြိတ္တမဟုတ်သေးဘူးယသိတွေပြောတဲ့အာဘတရဘုံပရပိုက်တွေပြောတဲ့သူဘကိဏ္ဍဘုံအာဇီဝကတွေပြောတဲ့အတ္တညတဘုံဆိုတာလေလမ်းဆုံးမဟုတ်ဘူးကတန်းရှိတာပဲရှိတယ်သေသွားရင်ပြန်ဖြစ်အောင်မယ်အခုဘုရားဘာသာသာသနာတော်ရဲ့အဆုံးအမဖြစ်တဲ့အရတ္တဖို့ဆိုတာဘယ်တော့မှနောက်ကျောင်းပြန်လှည့်တော့တာဘာလို့လဲဆိုနောက်ကျောင်းပြန်လှည့်ခြင်းရဲ့အကြောင်းဖြစ်တဲ့ကိလေသာတွေတခုမှမရှိတော့ယာယန္တနာပောနုဘဝိကနန္နေရာဂသဟကတပောနုဘဝိကဘဝတိတ်ကိုထုတ်လုပ်တာတဏှာပဲလေတဏှာမှမရှိရင်ကံကလည်းဘဝတိတ်ကိုမဖန်တီးနိုင်ဘူးဒါကြောင့်မို့လို့တဏှာကအဓိကကြလို့တဏှာဖယ်ထားပြီးပြီဆိုတော့ရတ္တဖို့ရောက်သွားပြီဆိုရင်တဏှာဟာအကျွမ်းမဲ့ကုန်သွား
သောတာပန်တောင်အကျွမ်းမဲ့မကုန်သေးသည့်အတွက်ကြောင့်ဘဝရှိသေးတယ်တဂရဂံလည်းအကျွမ်းမဲ့မကုန်သေးလို့ဘဝရှိနေသေးတယ်အနာဂံဖြစ်ရင်လည်းဘဝရှိနေသေးတယ်ယန္တာဖြစ်ပြီဆိုရင်အဲ့ဒီဘဝတဏှာလုံးဝကုန်သွားပြီကုန်သွားသည့်အတွက်ကြောင့်နောက်ကြောင်းပြန်လှည့်စရာအကြောင်းဖြစ်ဒါကမှ final liberation လို့ခေါ်တာနောက်ဆုံးလွတ်မြောက်ခြင်းသူ့နောက်မှာမရှိတော့ပြန်လာတာမရှိတော့ဒီလိုဆိုလိုတာနော်အဲ့တော့မြတ်စွာဘုရားကမေးလိုက်တဲ့ဒီလိုအပြိဓဆိုတာတခုတည်းလားအမျိုးမျိုးလားလို့ဆိုသူတို့သိရင်ဖြေလိုက်မယ်တဲ့အပြိဓဆိုတာတခုတည်းပါလို့ဖြေလိုက်ဟုတ်ပြီအဲ့ဒါအမှန်ဖြေတာအပြိဓဆိုတာတခုတည်းပါလို့အဖြေမှန်ဖြေရင်အဲ့လိုပဲဖြေရအဲ့ဒီလိုဖြေပြီးတဲ့အခါမှာထပ်မေးကြည့်တယ်အဲ့ဒီအပြိဓဆိုတဲ့နေရာဟာသူတို့မှလည်းသူတို့အတိုင်းတာနဲ့သူတို့ပြောထားရှိတယ်တဏှာရှိနေတဲ့ပုဂ္ဂိုလ်ရောက်နိုင်တာလားသို့မဟုတ်တဏှာကင်းတဲ့ပုဂ္ဂိုလ်မှရောက်နိုင်တာလားအတွေ့အတာရှိနေသေးရင်သူတို့ဝါဒအရာနဲ့အတွေ့အတာရှိနေမရသေးဘူးအဲ့ဒါကြောင့်မလို့တရာဂလို့ဆိုတဲ့တဏှာရှိတဲ့ပုဂ္ဂိုလ်တွေအတွက်လားဝိတရာဂဆိုတဲ့တဏှာကင်းတဲ့ပုဂ္ဂိုလ်တွေအတွက်လားဆိုတော့တဏှာကင်းမှသာခုနကအပြိဓကိုရောက်တယ်အနှုတ်တဏှာရှိတော့ရောက်တဲ့ဆိုရင်ခွေးတွေလည်းရောက်တော့မှာပေါ့တိရစ္ဆာန်တွေအားလုံးလည်းရောက်ကုန်မှာပေါ့အဲ့အဆုံးသတ်ကိုရောက်ကြမှာပဲလေနောက်ပြီးတော့တဒေါသရှိတဲ့ပုဂ္ဂိုလ်တွေအပြိဓရောက်နိုင်သလားအဲ့ဒီအပြိဓဆိုတာဒေါသရှိတဲ့ပုဂ္ဂိုလ်တွေအတွက်လားသို့မဟုတ်ဒေါသခင်းတဲ့ပုဂ္ဂိုလ်တွေအတွက်လားဆိုဒေါသခင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီလိုဖြေရမှာပဲအဖြေမှန်တာနောက်တစ်ခါအဲ့ဒီအပြိဓဆိုတာမောဟရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက်လားမောဟခင်းတဲ့ပုဂ္ဂိုလ်တွေအတွက်လားသူတို့ဖြေကြည့်ပါလားမောဟရှိတဲ့ပုဂ္ဂိုလ်ဆိုရင်လူတိုင်းမောဟရှိနေတော့လူတိုင်းဟာအတိတ်ထဖြစ်မှာပေါ့အဲ့တော့သူတို့ဝါဒနဲ့လည်းသူတို့ပြောလို့မရဘူးဗျာအဲ့တော့မောဟကင်းတဲ့ပုဂ္ဂိုလ်အတွက်ဖြစ်တယ်လို့ဒီလိုဖြေလိုက်မယ်တဲ့ဟောနောက်တစ်ခုကျတော့ဥပါဒံရှိတဲ့ပုဂ္ဂိုလ်အတွက်လားဥပါဒံကင်းနေတဲ့ပုဂ္ဂိုလ်အတွက်လားဆိုရင်ဖြေလိုက်မယ်တဲ့အမှန်ဖြေမှန်ကဥပါဒံကင်းတဲ့ပုဂ္ဂိုလ်အတွက်သာဖြစ်တယ်ဥပါဒံရှိနေသေးလို့ရှိရင်နိဋ္ဌာဆိုတာမဖြစ်နိုင်သေးဘူးပေါ့ဟောနောက်တစ်ခုကဘာတော့လို့ဆိုပညာရှိတဲ့ပုဂ္ဂိုလ်အတွက်လားပညာမဲ့တဲ့ပုဂ္ဂိုလ်အတွက်လားဆိုပညာမဲ့တဲ့လူကဘယ်လိုလုပ်ပြီးတော့နိဋ္ဌာအပြိဓကိုရောက်နိုင်မလဲပန်းတိုင်ကိုဘယ်လိုရောက်အဲ့တော့ပညာရှိတဲ့ပုဂ္ဂိုလ်လို့အဖြေမှန်ပေးလိုက်မယ်တဲ့ဟောနောက်တစ်ခုကနောက်ဆုံးမေးတဲ့နောက်တစ်ခုကနောက်မေးတဲ့တစ်ခုကဘာတော့ဆိုအနုရောဓဝိရောဓလူတယောက်ရဲ့စိတ်ဟာအကောင်းနဲ့လာလို့ရှိရင်လိုက်လျောတယ်အဆိုးလာလို့ရှိရင်ဆန့်ကျင်စိတ်မတူတဲ့သဘောကောင်းတာလေးတွေ့ရင်ကြိုက်တယ်မကောင်းတာကြရင်ဆန့်ကျင်နေတယ်အဲ့ဒါကိုအနုရောဓဝိရောဓလို့ခေါ်တယ်အနုရောဓဆိုတာလောဘဖြစ်တယ်ကောင်းတဲ့အာယုံဆိုရင်လောဘဖြစ်တယ်မကောင်းတဲ့အာယုံဆိုဒေါသဖြစ်တယ်ဟောလူရဲ့စိတ်ထဲမှာဖြစ်တာကိုပြောတော့ကိုယ့်အကိုသေချာစဉ်းစားကြည့်ကောင်းတာလေးတွေ့ရင်သဘောကျမကောင်းတာတွေ့ရင်သဘောမကျဘူးဟောအဲ့ဒါဟာအနုရောဓဝိရောဓဖြစ်နေတာအဲ့ဒါလို့အနုရောဓဝိရောဓရှိတဲ့ပုဂ္ဂိုလ်အတွက်လားအဲ့ဒါလို့မဟုတ်ဘဲနဲ့ကောင်းကောင်းဆိုးဆိုးပြောင်းလဲမှုမရှိတဲ့ပုဂ္ဂိုလ်အတွက်လားလို့ဆိုတည်ငြိမ်သွားတာကအကောင်းဆုံးမှအပြောင်းလဲမရှိတဲ့ပုဂ္ဂိုလ်မှတည်ငြိမ်တယ်လို့ခေါ်မှာအဲ့ဒီပုဂ္ဂိုလ်အတွက်ပါလို့အဖြစ်မှန်အဲ့လိုပြေးလိုက်မယ်တဲ့ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုပပင်စလို့ဆိုတဲ့တဏမာနဒိဋ္ဌိဆိုတဲ့ဒီတဘာဝတရားတွေရှိနေတယ်တဏရဲ့အတွေ့ကငါဟာလို့တွေးတယ်ဒိဋ္ဌိရဲ့အတွေ့ကငါအတ္တလို့တွေးတယ်မာနရဲ့အတွေ့ကငါပဲဆိုတဲ့အတွေ့တွေးတယ်အဲ့ဒီအတွေ့၃မျိုးဟာဘဝတန်တရားတွေကိုချက်ထင်တယ်လို့ပပင်စတရားလို့ခေါ်တယ်နော်ပပင်စဆိုတာချက်သူတို့ကြောင့်မို့လို့ကျေပြန့်တယ်ငါဟာနဲ့ဆိုတော့ဘယ်တော့မှမဆုံးနိုင်ဘူးလေငါဟာဆိုတာဘယ်တော့မှဆုံးနိုင်မှာမဟုတ်ဘဲနဲ့ငါဟာဆိုတာအကန့်အသတ်မရှိဘူးနောက်ရရင်လည်းငါဟာပဲနောက်လာရင်လည်းငါဟာပဲသူကအဲ့တော့တဏှာကိုချက်ထွင်တတ်တဲ့ဒီတရားတွေကင်းတဲ့ပုဂ္ဂိုလ်အတွက်လားဒါတွေရှိနေတဲ့ပုဂ္ဂိုလ်အတွက်လားလို့ဆိုကင်းမှသာလမ်းဆုံးရောက်နိုင်မှာမကင်းရင်လမ်းဆုံးမရောက်နိုင်ဘူးဆိုတော့အဖြေမှန်ပေးမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်၈ဦးနဲ့စစ်ဆေးလိုက်တဲ့အခါမှာသူတို့ဖြေတဲ့အဖြေဟာဒီမှန်ကန်တဲ့အဖြေဒီ
တော့လောဘကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒေါသကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မောဟကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဏှာကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဥပါဒံကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နောက်ပြီးတော့စန့်ကျင်မှုလိုက်လျောမှုကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပပ္ပစ္စတရားကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီအနေထားမျိုးရောက်မှသာနဲ့ခုနကလမ်းဆုံးဆိုတာဖြစ်နိုင်ပါတယ်လို့ဒီလိုပြောတာနော်အေးမြတ်စွာဘုရားကအဲ့ဒါလို့မေးလိုက်လို့ဒီလိုအဖြေတွေမှန်ကန်တဲ့အဖြေပြောရင်သူတို့ဟာဒီအဆင့်ကိုမရောက်နိုင်တဲ့အတွက်ကြောင့်မှန်ကန်တဲ့အဖြေမျိုးနဲ့ဖြေမယ်ဆိုရင်နိဋ္ဌာဆိုတဲ့ပန်းတိုင်ဟာတစ်ခုတည်းသာရှိပါတယ်အမျိုးမျိုးမရှိပါဘူးအဲ့ဒီနိဋ္ဌာဆိုတဲ့ပန်းတိုင်ဟာကိလေသာအလုံးကုန်သွားတဲ့ဒီအရတ္တဖို့သာလည်းဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်ဒါကြောင့်မို့လို့အဲ့ဒီလိုအရတ္တဖို့ရောက်စေတတ်တဲ့ကျင့်စဉ်ဟာဒီသာသနာမှာရှိသောကြောင့်ဒီသာသနာမှာသာရှိနိုင်သောကြောင့်တမနာအစစ်ဆိုတာလေဒီသာသနာမှာသာရှိနိုင်တယ်လို့ရဲရဲဝံ့ပြောကြလို့မြတ်စွာဘုရားပထမပိုင်းအနေနဲ့ဒီလိုဟောတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့တရားနာရတုတ်ပထမပိုင်းမှာအခုကဲ့သို့ဘုရားမြတ်စွာသာသနာတော်ရဲ့ထူးခြားတဲ့အရေးချင်းတွေကိုမှတ်သားနိုင်ယူကြပြီးတို့တွေဟာဒီထူးခြားတဲ့အရေးချင်းတွေကိုရအောင်တို့စ조사မှာဖြစ်တယ်တမနာလို့ဆိုတဲ့အတိုင်းကိလေသာတွေကိုငြိမ်းအောင်တို့လုပ်ရမယ်အလုပ်ဟာတကယ်စစ်မှန်တဲ့အကျင့်တွေဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတမနာကျင့်စဉ်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း